ရာစာရှိသောယရဏတရားစာရှိသောယရဏသံဃာစာရှိသောယရဏမြတ်သုံးပါးတို့ကိုရိုသေလေးမြတ်လက်ဆုံးမွေရှိကိုပူဇော်ပူမြော်မှလျှော်ကြောလိုက်ကြသောပူဇော်တသက္ကေသာကုသကစေတနာတို့ကြောင့်ဝေယခြင်းနာယခြင်းသေယခြင်းစရှိသောဘေးဒုက္ခအနန္တဆင်းရဲပမေရတို့တရားခုအောင်ရာဒုက္ခသစ္စာစင်စစ်မှန်သောဤခန္ဓာအိမ်ကိုအကျဉ်းချင်းအဖမ်းမှန်ဘဝအပြန်မြန်စီမံခန့်စင်တတ်သောအဝိဇ္ဇာတဏှာဥပါဒံကံတိဟုသောအကြောင်းရင်းမူလသမှုတရားသစ္စာကိုတည်ငါဝိခံပနာသမုတ်စေရနိဒရဏပရိပတ္တိပဟံဟုသောပဟံ၅ပါးတို့ဖြင့်တစပေရှားစွန့်ပြစ်လျက်မကြမတင်ယဟန္တာဖြစ်သူရ၍သမုဒိယသစ္စာတဏှာလောဘနှင့်တကွာ1500ကိလေသာအဘောတည်းတို့ကိုမရသဖြင့်ဘဝအဆက်ဆက်ကပြုခဲ့ဘူးသောကုသိုလ်ကံအကုသိုလ်ကံတို့သည်အကျိုးပေးခြင်းကိုမရတတ္တိစွမ်းပလကုန်ခန့်ကြသည်ဖြစ်၍ယဟန္တာ၏စုရေခြင်းအခြားမဲ့၌ပဋိသန္ဓေအသစ်မဖြစ်ရာခန္ဓာဝန်လက်စသိ၍အင်းကြီးဟူသမျှတို့၏အထွတ်အထိပ်ဖြစ်သောအသင်္ကတတ္တနိဗ္ဗာန်ရွှေပြည်မြတ်တို့လျင်မြန်စွာရာလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်တဲ့ကိုဖြစ်စေအဟံဗန္တိတိတရဏေနသဟပိဉ္စသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိဒုတိယပိအဟံဗန္တိတိတရဏေနသဟပိဉ္စသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိတတိယပိအဟံဗန္တိပိတရဏေနသဟပိဉ္စသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိယမဟာဝရမိတံဝရေထနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကေသာမိဓမ္မံတရဏံကေသာမိသံဃံတရဏံကေသာမိဗုဒ္ဓံတရဏံကေသာမိဓမ္မံတရဏံကေသာမိသံဃံတရဏံကေသာမိဒုတိယံပိဗုဒ္ဓံတရဏံကေသာမိဒုတိယံပိဓမ္မံတရဏံကေသာမိဒုတိယံပိသံဃံတရဏံကေသာမိဒုတိယံပိဗုဒ္ဓံတရဏံကေသာမိဒုတိယံပိဓမ္မံတရဏံကေသာမိဒုတိယံပိသံဃံတရဏံကေသာမိတတိယံပိဗုဒ္ဓံတရဏံကေသာမိတတိယံပိဓမ္မံတရဏံကေသာမိတတိယံပိသံဃံတရဏံကေသာမိတတိယံပိဗုဒ္ဓံတရဏံကေသာမိတတိယံပိဓမ္မံတရဏံကေသာမိတတိယံပိသံဃံတရဏံကေသာမိတိတရဏဂမနမဟာပရိပုံဏပါဏတိပါဒာဝရမဏိသိက္ခာပဒံသမာရိယာမိပါဏတိပါဒာဝရမဏိသိက္ခာပဒံသမာရိယာမိအဒိဏဒါနာဝရမဏိသိက္ခာပဒံသမာရိယာမိအဒိဏဒါနာဝရမဏိသိက္ခာပဒံသမာရိယာမိမုသာဝါရာဝရမဏိသိက္ခာပဒံသမာရိယာမိမုသာဝါရာဝရမဏိသိက္ခာပဒံသမာရိယာမိကာ
မေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံသမာရိယာမိကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံသမာရိယာမိသူရာမေရယမေဇဗမာရဌာနာဝေရမဏိသိက္ခာပဒံသမာရိယာမိသူရာမေရယမေဇဗမာရဌာနာဝေရမဏိသိက္ခာပဒံသမာရိယာမိဣဒံမေပုညံအာသဝခယံဝဟံဟောတုဣဒံမေသီလံဣဒံမေဒါနံနိဗ္ဗာနသပစ္စယောဟောတုတိတရဏေနာသာအပိစသီလံသရုံကတဝဓမ္မအပမဒေနသမ္မာရိတာယနေ့ဒိဋ္ဌံစကံပြီးဆုံးတဲ့နေ့ပေါ့ပြီးဆုံးတဲ့နေ့ဆိုတော့ဘုံဘုံနဲ့ဩဝါဒအနေနဲ့ကတော့ကိုယ့်ရဲ့လုံးလုံးတရားပြတာတော့ဩဝါဒပါပဲခန္ဓာမှာစိတ်ကလေးတွေနေတတ်ဖို့စိတ်ကလေးတွေထားတတ်ဖို့ဒါလေးဟာပြောခဲ့ပြီးမှလည်းကိုယ့်ရဲ့လုံးလုံးပြောခဲ့တာဒါဩဝါဒပါပဲဒါစိတ်မှာကိုရိုက်ပြီးတော့ပို့ထားတဲ့တရားတွေပဲဒီတရားတွေဟာဘယ်တော့မှမတိမ်ကောပါဘူးအခုလာတဲ့တရားဓမ္မတွေဒါတကယ်ဘာလဲဆိုတော့တိတိကျကျနဲ့ပြရတဲ့တရားဘုံဘုံတို့ဒီလာကျင့်တဲ့ပုဂ္ဂိုလ်တွေကိုကျင့်ပြီးဟောပြီးတော့ထားခဲ့တာမဟုတ်ဘူးကိုယ့်ရဲ့လုံလုံကိုကိုပြည့်ရင်ပြီးတပြီးတော့ဦးဇင်းတို့တွေပြဆရာလေးများနဲ့တကွဦးဇင်းတွေပြမကြအဲ့ဒါဘာဖြစ်လို့လဲဆိုတော့သူတို့သိတယ်လို့သိစေခြင်းနဲ့သူတို့မြင်တယ်လို့မြင်စေခြင်းနဲ့အဲ့လိုမြင်ပြီးတော့တက်လာတဲ့ပုဂ္ဂိုလ်တွေကြီးပဲအခုဒီလိုက်ရှင်နဲ့တက်လာပြီးတော့အေးစေးစေးနဲ့ကျင့်ယုံနေတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးအဲ့ဒီလိုက်ရှင်တွေဝတ်ဖို့ဥစားဘုံဘုံနေနဲ့စောင့်ပေးရလို့ဒီလိုက်ရှင်ဝတ်ရှင်နဲ့ဒီလိုတရားတွေဝင်နေအထုတ်တယ်အထုတ်ပြီးဒီလိုက်ရှင်ဝင်မယ်ဆိုဘုံဘုံစောင့်တယ်ဒါကြောင့်မှလာနေအောင်3နှစ်လောက်2နှစ်3နှစ်ပေါ့လေနေဘုံဘုံတို့စိတ်တိုင်းကြားမှဝတ်ပေးတယ်စိတ်တိုင်းမကြဘဲနဲ့မဝတ်ပေးဘူးအဲ့ဒီတော့သူတရားပေါ်မှာလည်းကျင့်ရတယ်သီလရှင်တွေပေါ်မှာလည်းလေးစားလာတယ်လူဝတ်နဲ့အဲ့ဒီတော့မှဘုံဘုံတို့တရားကိုဝါဒနာပါပြီတရားပေါ်မှာမက်လာပြီဆိုမှဘုံဘုံတို့ဝတ်ပေးတယ်အရမ်းမဟုတ်ဘူးဘုံဘုံဘုံမယ်ဆိုရင်ဘုံဘုံဒီမှာသီလရှင်တွေရာကျော်တော်ဖြစ်သေးတယ်မဝတ်ပေးဘူးစီစစ်ပြီးတော့ဘုံဘုံဝတ်တာဒါတွေအဲ့ဒီတော့ပြမယ်ဆိုလည်းအခုလာတဲ့သီလရှင်တွေကအကုန်တရားပြတတ်ပါတယ်ဟို18ယောက်မှ2ပါးလောက်ပဲသူတို့ကျင့်နှုံး2ပါး3ပါးလောက်ပဲကျင့်နှုံးရှိသေးတယ်။ကျန်တဲ့ပုဂ္ဂိုလ်တွေကအကုန်တရားပြတတ်တယ်။အဲပြတတ်အောင်လဲသူတို့ကမှလည်းတော်တော်ကျင့်ရပါတယ်။ဘယ်ဘုံဘုံလည်းအသက်ကကြီးလာတော့သိရင်လည်းသိသွားမယ်။သိသွားတော့လည်းဒီသာသနာကိုသူတို့ထိန်းနိုင်အောင်ဆိုပြီးတော့သူတို့ပဲဒီတရားဝဲတွေတင်ပေးတယ်သူတို့ပဲပြနေတယ်။ဘုံဘုံနောက်ကနေပြီးတော့ပဲကြည်နေတာပဲ။ဒီလောက်ကတော့သူတို့တွေစခန်းတွေကိုဘုံဘုံလွတ်တယ်ဘုံဘုံတပြည့်တွေစခန်းလွတ်လိုက်ရင်သူတို့ပဲပြလို့ရတယ်ဘုံဘုံနေကြလို့ရဒီလောက်စခန်းကတော့ဒါအငယ်ဆုံးစခန်းခေါ်တယ်နံပါတ်1အခြေခံစခန်းခေါ်ပါတယ်ဟိုလက္ခဏာစခန်းကြလဲသူတို့ရတာပဲအဲဉာဏ်စခန်းကြတော့သူတို့မရဘူးဒီလက္ခဏာတွေနဲ့ဉာဏ်တွေနဲ့တွဲတယ်အဲပညာနဲ့ပရမတ်ကိုခွဲပြီးတော့ပြသွားတဲ့အခါကျတော့သူတို့မရဘူးသူတို့ဒီခန္ဓာ၅ပါးကိုထောက်ပြီးတော့ပြသွားတဲ့အခါကျတော့သူတို့သိမရဘူးဒါမှမဟုတ်စိတ်တစ်လုံးတော့သူတို့ပိုင်အောင်ပြဒီစိတ်တစ်လုံးတော့သူတို့ပိုင်အောင်ကိုပြနိုင်တဲ့ပုံကိုယ်တွေဖြစ်တယ်ဒီခန္ဓာ၅ပါးရဲ့တစ်လုံးစီရှုွက်ယူမိုလင်သင်္ခါရရှုွက်ဝေဒနာရှုွက်သင်ညာရှုွက်နောက်တစ်ခါဒီရုပ်ရှုွက်နာမ်ရှုွက်ဆိုတာ၅ခုရှိတယ်ဒီခန္ဓာထဲမှာဒီ၅လုံးအပြင်ရှုစရာမရှိဘူးရုပ်နဲ့နာမ်နာပြောတာရုပ်နာမ်ကနဦးအခုဒါတွေကအခြေခံရုပ်နာမ်ကိုမြင်ဖို့အခြေခံတရားဘုံဘုံပေးလိုက်တာရုပ်နာနေမမြင်သေးပါဘူးဇံအပြင်ဒီယုတ်ကြီးကိုခွာတဲ့နည်းတွေဝေဒနာကိုလွတ်တဲ့နည်းတွေနှစ်နာရီမထိုင်နေတာထိုင်နေအောင်ဒီမှာဇံနဲ့ယူနည်းတွေဒါဘုံဘုံပြဒီပေါ်မှာအဲ့ဒီတော့ဒီအခြေခံကိုရသွားရင်ဘယ်တော့ဖြစ်ဖြစ်အတလန့်တက်လို့ရဒါမှအခြေခံမှာဘုံဘုံတို့ပြတဲ့ကမှာတကူးမှာပြတကူးမှာလူမပါရဘူးသီလရှင်နဲ့ဘုန်းကြီးပဲပြအခုလူပွဲဆိုလို့ဒီတပွဲပဲရတာအခုဝင်တဲ့ပုံကိုယ်တွေအမတန်ကန်ကြီးတဲ့ပုံကိုယ်တွေအခြေခံကြကြကိုသိထားရင်နောက်ဆက်တက်သွားလို့ရဒီအခြေခံရေးကြီးဆုံး
ဒီအာနာပါနဘယ်ဘုရားရှင်မှမလွတ်ဘူးအာနာပါနယဟန္တာဖြစ်တာတော့မှအလကားနေဒီဇံဝင်စားဒီအာနာပါနဇံနဲ့ဝင်စားဘာလဲဆိုတော့နန္တရားသူတို့ကချုပ်ကုန်ကြဒီရုပ်ကြီးကျန်နေတယ်ဘာလဲဆိုတော့ဒီရုပ်ကိုသူတို့ကဘာလို့သိသွားတယ်လဲဆိုတော့ဟိုဒီအကျိုးတရားကြီးပေါ့အကျိုးတရားကြီးကဒီအတုပတရားကြီးကကျမ်းနေသေးတယ်ကျမ်းနေတော့မသေးသေးဘူးသူကကံရှိနေတော့မသေးသေးတော့ဒီယုတ်ကြီးကိုကာယဒုက္ခအနေနဲ့ဇံဝင်စားကြဒါကိုအရဟတမေအရဟတပေါက်တဲ့ပုဂ္ဂိုလ်တွေဇံဝင်စားကြတယ်ဆိုတာဒီအာနာပါနပဲဒါကြောင့်ဒီအာနာပါနကိုမလွတ်ကြပါနဲ့ဘုန်းဘုန်းတို့လောကမှာလည်းကြည်လေတခါလဲနေလိုလားလို့ယနေ့အထိနာမည်ကြီးတယ်စွန်းတော်ဆရာတော်ထွန်းတော်ဆရာတော်လည်းခေါ်တယ်ဥက္ကဝိပေါ့ဆရာတော်ဥက္ကဝိယနေ့အထိသူ့ရဲ့တကောကမမှိတ်ဘူးယဟန္တာဆိုတော့ဘလို့မှမမှိတ်ဘူးပေါ့ရှူတာပဲသူလည်းရှူသွားတာသူ့မိပြီးတော့သင်ရလည်းရှူလိုက်သွားတာပဲရှူတော့သူတို့ဒီအာနာပါနဇာနဲ့ရှူသွားလို့သောတာပန်နဲ့သရဂန်နဲ့အနာဂန်နဲ့ယဟန္တာတွေကြားဘူးတယ်ဘုံဘုံတို့ဘယ်ရိတ်တာမှဘုံဘုံလည်းဝင်တယ်လေသောတာပန်ကြီးဖြစ်သွားတယ်သရဂန်ကြီးဖြစ်သွားတယ်အနာဂန်မရှားဘူးပါဘူးဒါဘုံဘုံလည်းရန်ကုန်မှာနေခဲ့တာဘာလဲဒီအများဆုံးဟောတယ်ဉာဏ်စဉ်10ပါးသမာသနာဉာဏ်ဥရိယဗျာဉာဏ်ဒါတော့နဲ့ကိုယ်အသူရှုမှတ်မှုလေးလည်းနေဒီလောက်ပဲပြတကယ်ရဲရဲတောက်ဒီထိတ်တန်းပွန့်ပွန့်လင်းလင်းနဲ့သောတာပန်ကြီးဖြစ်ပုံသရဂန်ကြီးဖြစ်ပုံအနာဂန်ယဟန္တာဖြစ်ပုံတွေပြတာကစွန်းလုံးတို့သရင်တို့ပဲရှိတယ်ဒါမှမဟုတ်ဖရာတဆူပွင့်မှသောတာပန်သရဂန်အနာဂန်ဆိုတာပေါ်တယ်ဖရာမပွင့်ရင်မပေါ်ပါဘူးဒါမှမဟုတ်ဒီစာရပုဂ္ဂိုလ်ပါပဲဒီသုတ်တန်ဆရာတော်ကဟောတယ်ဘယ်လိုဟောလဲဆိုတော့သူရဲ့တိတ်ခွေတဲ့မှာလည်းပါတယ်ဖရာအဆူဆူဟာအိမ်မှာမပွင့်ပါဘူးတဲ့ဖရာတွေတိုင်ရဘယ်မှာပွင့်လဲကျောင်းမှာလည်းမပွင့်ဘူးတဲ့ဖရာတွေသစ်ပင်တွေမှာပွင့်ကြဒါမှမဟုတ်နှစ်ကျိတ်ရှစ်စုမှာကြည့်လိုက်တဲ့အခါကျတော့သစ်ပင်တွေမှာပွင့်ကြပြီကိုကမှာပွင့်တဲ့ဖရာနောက်တစ်ခါငါပြောပင်မှာပွင့်တဲ့ဖရာမကြီးပင်မှာပွင့်တဲ့ဖရာတွေကသူ့ဘာသူဒီအပင်မှာပွင့်ကြဒီသင်းကူလေတဲ့ဆေးရုပ်ပင်မှာလာပြီးတော့ပွင့်သွားတာတဲ့ဒါမှမဟုတ်စာပေတတ်တဲ့ပုဂ္ဂိုလ်တွေသိပါလိမ့်မယ်တဲ့ဖရာတို့မြေတွေမှာအိမ်မှာပွင့်တဲ့ဖရာမရှိပါဘူးတဲ့ဒီသစ်ပင်တွေမှာမှီပွင့်လို့ရှင်ဒါကျမ်းဂန်တွေမှာလည်းရှိပါတယ်တဲ့အဲ့ဒီမှာကိုရိပ်မိကြပါတော့ဆိုပြီးတော့ပြောသွားတာလေးလည်းရှိခဲ့ဘူးတဲ့အဲ့ဒီတော့ဒီဆရာတော်ကြီးလက်ထက်မှာဘုံဘုံတို့ကျင့်ခဲ့ရတယ်အခုဆိုဘုံဘုံတို့ကိုသူတို့ရှားပါပစ္စည်းနေနဲ့သွင်းတယ်ဘုံဘုံတို့သမိုင်းဝင်နဲ့သွင်းတယ်ဘာဖြစ်လို့လဲဆိုဆရာတော်ကြီးလက်ထက်ကပုံကိုယ်တွေစုလိုက်မယ်ဆိုရင်3-4ပါးပဲရှိတော့ဒါဘုံဘုံတို့ပဲရှိတော့မနေ့တနေ့ကတပတ်ပြန်တော်မူသွားပြီပြန်တော်မူတော့ဘုံဘုံတော်သူတို့တင်ကျင်တယ်ဒီမိုးကောင်းတို့ဘာတို့ဒီအဲ့ဒီမှာရန်ကုန်မှာမလုံနဲ့မတင်နဲ့ကိုယ်တော့မထိမ့်သိမ့်နိုင်ဘူးသူများလိုက်မထိမ့်ကျင်ဘူးဒီလိုပဲပြောရဘာဖြစ်လို့လဲဆိုတော့ဆရာတော်ကြီးမှီတဲ့ပုံကိုယ်တွေကဘုံဘုံတို့ပဲမှီခဲ့တာဘယ်သူမှမမှီဘူးအဲ့ဒီတော့ဘုံဘုံတို့ဆိုရင်9နှစ်လောက်ကျင့်ခဲ့ရသေးမဲအခုပုံစံပဲအဲ့ဒါဆရာတော်ကြီးမူတိုင်းအခုပြတာဘုံဘုံပြဒါချူရတယ်ဝေဒနာကိုလိုက်ခန်းနေဒါမှမဟုတ်ဘုံဘုံဟို2ရက်လောလဲ2ခါလောက်ဖွင့်ပြလိုက်ဟိုလဲကော်မှုရှုကွက်ရှိပါတယ်အဲ့ဒီတိတ်ခွေတဲ့မှာဆရာတော်ကြီးတိတ်ခွေတော့ကော်မှုရှုကွက်တွေပါတယ်ပသိရှုကွက်တို့ကော်မှုရှုကွက်တွေထည့်တာကိုမသိရင်အဲ့ဒီရှိကွက်တွေနဲ့ကိုကျင့်လဲရအဲ့ဒီရှုကွက်တွေပါတယ်သင်္ကူဆရာတော်ကြီးအခွေတွေတခွေစီပေးထားတာရှိတယ်အဲ့ဒီတည်းမှာပသိရှုကွက်တို့တောင်ကြီးရှုကွက်တို့ကော်မှုရှုကွက်တို့ရှုကွက်တွေအများကြီးပဲအဲ့ဒီထဲမှာကိုကြိုက်တဲ့ရှုကွက်နဲ့တရားထိုင်လဲရဘုံဘုံတို့အခုထိုင်ပြနေသလိုပဲသူလည်းဟောနေမှာပဲထိုင်ပြတာဒါပေမဲ့သူကတော့အများပြတယ်ဘုံဘုံတို့ကြတော့ဒီခန္ဓာ၅ပါးကိုတစ်လုံးစီထောက်ပြသွားတာရှိတယ်ဒါဟိုလက္ခဏာပိုင်းတွေရောက်မှပြလို့ရတယ်အခုဒီပိုင်းကတော့ဘုံဘုံတို့ပြလို့မရပါဘူးဒီဝေဒနာတွေကြော်သွားပြီဘုံဝင်တွေချုပ်သွားပြီဘုံဝင်ပေါ်မှာပဲတီးနေတဲ့ပုံကိုယ်တွေဘုံဝင်ခွာပေးလိုက်တယ်အဲ့ဒီမှာဘုံဝင်ခွာပေးလိုက်တော့မှဘာဖြစ်လဲဆိုပေါ်စိတ်တွေသိလာတယ်ကိုယ်စိတ်တွေထွက်လာတာတွေတွေ့တော့မှဘုံဘုံတို့အဲ့မှာဒီရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ခန္ဓာ၅ပါးကိုဘုံဘုံတို့တစ်လုံးစီထောက်ပြဘုံဘုံတို့ဆိုရင်ခန္ဓာ၅ပါးဖြစ်တဲ့
နေရဇာတိတောင်သိလိုက်ရတယ်ဝေဒနာဘယ်ကနေစဖြစ်လာတယ်လဲသူ့ရဲ့အစဘယ်မှာလဲအဲ့ဒါကိုလိုက်ရတယ်ခံစားမှုတွေလိုက်လို့မရဘူးဟာတင်းတဲ့ပုံမှာခံစားတယ်တောင်းတဲ့ပုံမှာရုပ်ဝေဒနာကပူတယ်တင်းတဲ့တောင်းတယ်အခုဖြစ်တယ်အဲ့ဒီဘယ်တော့ဖြစ်မှတ်ထားပါပူတယ်တင်းတဲ့တောင်းတယ်ဖြစ်လို့ရှိရင်ဒါမယုဖလာအသိကြီးပါအပေကြတယ်အသိဘယ်လိုသိရမလဲဝေဒနာလို့ပြောင်းသိတာတင်းတာပေါ်ပေါ်တောင်းတာပေါ်ပေါ်ကြိုက်တာဝေဒနာကိုယ်အိမ်မှာလုပ်လဲဝေဒနာလည်းယွတ်ဟောလေတင်းတယ်လို့သိတာလေစိတ်ကတင်းတယ်လို့မပြောပြမလို့ तू ကဆွဲခဲ့ပြီငငယ်လေးကနေပြီးတော့ဆွဲလာတော့တင်းတယ်ဆိုတာကြီးအမြဲရှိနေတယ်လို့ပဲစိတ်ကဖြစ်ကနေဆို तू ကတင်းတယ်လို့တောင်းတယ်လို့သိပြီးသားဖြစ်နေတယ်အဲ့ဒီတော့ဒီစိတ်ကပဲသိတယ်တင်းတယ်တောင်းတယ်ကိုစိတ်ကပဲပြန်ပြီးတော့ဝေဒနာလိုက်နောက်ပဲဆုံးအဝိဇ္ဇာစိတ်ကိုဝိဇ္ဇာစိတ်ကနိုင်လာလိုက်နိုင်လာခါကျတင်းတာမရှိတော့ဝေဒနာပဲဖြစ်သွားတောင်းတာမရှိတော့ဝေဒနာထုံတာမရှိတော့ဝေဒနာအဲ့ဒီမှာပြဉ္ညတ်တွေဆင်သွားတယ်တင်းနဲ့တောင်းတဲ့ပြဉ္ညတ်ဆင်သွားတော့ဝေဒနာဆိုတဲ့ပရမတ်ကိုရောက်လာဒါပရိစ္ဆသမုပ္ပါနေတယ်ဆိုရင်ဒါဝေဒနာမှာတော့ရပ်ဒါရုပ်ဝေဒနာပေါ်မှာရပ်တယ်နာဝေဒနာမရပ်သေးပါဘူးအဲနာဝေဒနာကြတော့ဒီတင်းနာဝေဒနာတောင်းနာဝေဒနာထုံနာဝေဒနာသိတော့ဝေဒနာဘယ်လိုလဲပေချာပြန်စစ်တယ်တင်းနဲ့တောင်းတဲ့ပုံမှာသွားပြီးတော့သိတာရုပ်ကဘာသိတယ်ရုပ်ကဖောက်ပြန်တယ်ဒါတင်းတယ်လို့သိတယ်ဒီဝေဒနာလို့သိတာဘယ်လိုကသိတယ်ဆိုတာနာသွားသိဒီရုပ်ကြီးကဘာမှမသိတတ်ပါဘူးရုပ်ဆိုတာမသိတာရုပ်သိတာကနာဆိုတော့ဒီဝေဒနာလို့သိတာနာဖြစ်နေတယ်ဝေဒနာနာဘာလို့တက်လဲဆိုတော့ဒါလက္ခဏာတွေနဲ့ရှုွက်တွေမှာဆင်ញင်လိုက်တဲ့အခါကျတော့ခံစားတဲ့သဘောဘုံဘုံတို့ဆိုရင်သိချာတွေ့တယ်မခံကျင်တာလေးကိုခံစားနေရတဲ့သဘောရှုတာကတော့အရှိရှုလိုက်တာညာခန္ဓာပဲလှည့်မြင်မလိုက်တာလက်တစ်ဖြစ်ကလေးလောက်ပဲမြင်လိုက်တယ်ဆိုအကုန်လုံးခန္ဓာကြီးဟာအကုန်လုံးဝေဒနာတွေရုပ်ဝေဒနာတွေပျောက်တင်းသွားပြဉ္ညတ်တွေအကုန်ချုပ်သွားအာဝဖို့ကောင်းပါတယ်ဒါမှမဟုတ်အာဝလို့ကောင်းလို့လည်းပဲဒီဘုံဘုံတို့သေးသေးမဲမဲပြတာဒီနေရာတွေရောက်ရင်လွတ်မယ်ဆိုတာဘုံဘုံတို့သိပြီးတာဘုံဘုံတို့ကိုယ်တိုင်လာခဲ့ဘုံဘုံအဲ့ဒီနေရာမှာမသိတာ၄နဲ့၅နှစ်လောက်လဲသွားတင်းနာတောင်းတာဝေဒနာပဲရှုနေတာပဲဝေဒနာချုပ်ဘူးတာကိုတင်းနဲ့တောင်းတဲ့ဝေဒနာကြီးချုပ်ဘူးတော့ကောင်းသွားတော့ဒီဝေဒနာကိုပဲမဲတာပဲဒီဝေဒနာချုပ်အောင်လိုက်တယ်ဘယ်တော့မှမချုပ်တော့သူကတစ်ခါပဲချုပ်ပြီးတာမချုပ်တော့ဘူးချုပ်မဲ့တင်းတော့လိုက်မရဘူးဘယ်လောက်ကြာလဲ၄နှစ်လောက်ကြာသွား၄နဲ့၅နှစ်နောက်အဲ့မှာတင်းကိုဆရာတော်ကြီးကိုဘုံဘုံကသွားမေးတယ်ဆရာတော်ဗျာသွားကြော့လာဘောသွားကြော့လိုက်တဲ့အခါကျတော့ဘုံဘုံတို့ဆိုအမြဲမြင်နေရတာဆရာတော်ကြီးကအရှိဆုံးမှာပဲဘုံဘုံတို့ထိုင်တယ်နောက်မထိုင်ဘူးနောက်မှထိုင်ရင်စိတ်ကဟိုကလင်ကကြစ်လုံလုံးသွားကြည့်လို့ကိုယ်စိတ်ကအဲရှေ့ဆုံးထိုင်တော့သူမလုံရဲတော့ကိုယ်စိတ်ကိုမယုံလို့ရှေ့မှကြီးထိုင်အဲ့တော့မင်းလာအထုတ်လာမမဗျာတဲ့ဘာရှုလဲတော့ကိုဝေဒနာရှုတယ်ဗျာဘယ်ဝေဒနာရှုလဲတင်းနဲ့တောင်းနဲ့ရှုတယ်ဟာတင်းနဲ့တောင်းတာတရားလားကွာဒါဝေဒနာမှမဟုတ်ပဲတဲ့သူပြောလိုက်တာသူပဲတင်းနာဝေဒနာတောင်းနာဝေဒနာထုံနာဝေဒနာအရှုခိုင်းတာစိတ်ပြောင်းမလိုက်တာနော်သူကတစ်ချက်တည်းနဲ့ဘုံဘုံတို့ကိုဒါယဟန္တာမှာလုတ်တတ်တယ်ဒီကိစ္စတစ်ချက်တည်းနဲ့ဒီရုပ်ဝေဒနာကိုဝေဒနာသိတဲ့ပုဂ္ဂိုလ်တယောက်ကိုနာဝေဒနာကိုတစ်ချက်တည်းညာနဲ့လှည့်ပြောင်းမလိုက်မင်းတင်းနဲ့တောင်းတာဝေဒနာမှမဟုတ်ပဲကွာဆိုတော့ဘုံဘုံကျင့်လာတဲ့၄နှစ်တာခကြီးကြီးဟာချက်လက်ပတ်လဲသွားစိတ်ထဲမှာဟာဒီလိုဆိုငါဝေဒနာရှုတာမှားနေပါလားလို့ကိုမှားတာကိုပြန်သိလိုက်တာကိုမှားတာကိုပြန်သိတာကအမတန်တန်မှုကြီးသွားဟာငါမှားပါလားလို့သိလိုက်တယ်ဆရာတော်ပြောနေရတယ်မင်းတင်းနာတောင်းတာဝေဒနာမှမဟုတ်ပဲကွာတဲ့ဒီဝေဒနာရှုရတာမှမဟုတ်ဘူးလို့ဆိုဟာဒီလိုဆိုငါမှားသွားတယ်စိတ်ကကိုအမားကိုပြန်သိသွားလိုက်တယ်မှားတာကိုမှားတယ်လို့ပြန်သိလိုက်တာဒီတင်းနာတောင်းတာကိုရှုခဲ့တာတစ်တည်းက၄နှစ်လောက်ရှိချုပ်အောင်ကိုလိုက်တာသူများတွေချုပ်တယ်ကိုမချုပ်သွားမေးရတယ်ဘယ်လိုချုပ်သလဲဟာရှုတာဒီဝေဒနာကိုပါတယ်ပူတာတင်းနာတောင်းတာရှုတချို့ကအာနာပါနနဲ့ရှုလို့ချုပ်တာကိုချုပ်တယ်ပြောတယ်ဒါလည်းမကြိုက်ဘူးမရှုဘဲနဲ့ချုပ်တယ်လို့ကျန်တယ်အဲ့ဒီတော့မရှုဘဲနဲ့တင်းနာဝေဒနာတောင်းတဲ့ဝေဒနာနဲ့ဒီဝေဒနာချုပ်တယ်သူကဒါနာမိုင်းမပါဘူးနာမိုင်းမပါတာလည်းသိတယ်ဒါလည်းကိုချုပ်ခဲ့ဘူးအဲ့ဒီတော့မှဆရာတော်ကြီးမှာမင်းတင်းနာတောင်းတာဝေဒနာလားကွာလို့အဲ့လိုတလုံးနဲ့ပြောသူစိတ်ကိုဘုံဘုံစိတ်ကိုလှည့်ပလိုက်တာအမှန်တန်အောင်စရာကောင်းအဲ့ဒီတော့ဘုံဘုံကဟာငါမှားသွားပါလားလို့အဲ့လိုကိုမှားတာကိုမှန်မှန်သိမှတန်ဖို့ရှိအဲ့မှားမှန်လဲသိလိုက်ကြရောဆရာတော်ဒီလိုဆိုရင်
ဝေဒနာဘယ်လိုပါလဲလို့မေးတယ်ခံစားတာတွေกว่าဆိုဒိုင်းဆိုသိသွားတယ်ပေါ့ဒါပညာသိနော်ပညာသိမကူသေးဘူးပညာနဲ့သိတာလေတကယ်ပညာသိလို့ပဲဒါမှမဟုတ်ပညာသိကိုဝိညာဉ်နဲ့ထင်တတ်တယ်ဝိညာဉ်သိကိုပညာသိထင်တတ်တယ်ဒါထင်နေကြတာပဲလူတိုင်းအဲ့ဒါဘုံဘုံကပညာနဲ့သိသွားပြီအဲ့ဒါကိုတကယ်သဘောပေါက်သွားတော့ဟာငါသိပြီဒီတင်းတာတောင်းတာဝေဒနာမဟုတ်ဘူးဆိုပြီးတော့ခံစားတာဝေဒနာငါမိအောင်ရှာမယ်ဆိုပြီးတော့ဘုံဘုံကျင့်တာပေါ့အဲ့ဒီတော့17နာရီဆိုတော့12နာရီတစ်ချက်မှတရားပြမယ်ဆိုတော့2နာရီလိုသေးတယ်မိုးကောင်းမှာ2နာရီလိုနေတော့အချိန်မစောင့်နိုင်ဘူးဘုံဘုံမှာဒီတရားကိုအချိန်ကိုမစောင့်နိုင်ဘူးအချိန်မပေးနိုင်ဘူးဒါနဲ့ဘုံဘုံတို့သင်္ကူတရားတွေဆိုတာကစကားပြောတယ်တယောက်တယောက်ဆွေးနွေးတယ်ဝေဒနာကြွကြောင်းပြောတယ်မကြွတဲ့ပုဂ္ဂိုလ်ကကြွတဲ့ပုဂ္ဂိုလ်ရှိသွားမေးတယ်စူးနေတာပေါ့တယောက်တယောက်ဒါလူပေါင်းကပေါင်းချီနေတဲ့ကိစ္စကြီးဆိုတော့စူးညံ့တယ်အဲ့ဒီနေရာမှာဘုံဘုံကနာရီလဲလူသေးတာနဲ့မိုးကောင်းဖျားရဲသွားပြီးတော့တယောက်တည်းပရိကံယူပြီးတော့ကဲတင်မြေကိုကြာနာတန်ကဲတက်ဆန်းဝေဒနာဘုံဘုံတော့တေဇောတတ်ပေါ့အဲ့တက်ဆန်းဒီဝေဒနာဆိုပြီးတော့ချဲလန့်ခေါ်တာကြောက်ရင်လွဲတော့ရဲတော်မင်းဖြစ်တယ်အရင်တော့အများဆိုရင်အဲ့လိုမိုးကနေပြီးတော့ဒီမိုက်ကိုဂလောက်လှုပ်လိုက်တာနဲ့တင်ရင်နဲ့ဖုန်သွားပြီအဲ့လိုဖြစ်ခဲ့တယ်ဟိုမှာသူတို့ကချိန်ညာတော့မလို့မိုက်တန်လေးကြားလိုက်နေရင်နဲ့ပါဒိန်းဆိုဖုန်သွားတာဒါမှလည်းဖုန်ပြီးနဲ့လှုပ်ချင်တာပဲဒါပါရမီရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဟုတ်အဲ့ဒီတော့အခုတော့ဘုံဘုံဝေဒနာကိုတက်ဆန်းဆိုပြီးတော့အတက်ခံပေးတာမကြောက်တော့ဘာလို့လဲဆိုတော့တင်းနဲ့တောက်တာဝေဒနာမဟုတ်ဘူးတဲ့ခံစားတာဝေဒနာဆိုတော့ဒီခံစားတာကိုတော်တော်ကြည့်ကျင်တယ်ဘယ်သူမှမသိဘူးအဲ့တော့တက်ဆန်းဒီဝေဒနာတက်မှလည်းဒီခံစားတာမြင်ရအဲ့တော့တက်ဆန်းဆိုပြီးတော့တက်ခိုင်းတာပေါ့ဟိုတရားဓမ္မတွေကိုဘုံဘုံဟောတဲ့ကိုလှအောင်ပေါ့ကိုလှအောင်ပေါင်းပေးလိုက်တက်ဆန်းသူ့ပေါင်းမှရမှာဟုတ်အဲ့ဒီတော့အမလေးတနာရီနဲ့လည်းမတက်ခါတိုင်းဆို15မိနစ်ဆိုတက်ပြီတကယ်ဟိုကျင်ညာတဲ့ကောတက်နေပြီအခု15မိနစ်ဆိုတက်နေပြီအခုတော့မတက်ဘူးတနာရီလည်းမတက်စောင့်တာပဲစောင့်ရတာပြင်းအောင်နေတယ်ဘယ်လိုမှမတက်ဘူးဒီလေကြစ်ထိုင်တာမြန်တက်အောင်မတက်ဘူးစိတ်နော်ဒါစိတ်ကပါဝါခေါ်တယ်စိတ်ကကြောက်ရင်လေအားချင်းတက်တယ်စိတ်ကမကြောက်ရင်ဘာမှဖြစ်ဘူးအဲ့ဒီတော့တနာရီလည်းမတက်2နာရီလည်းမတက်ပြင်းအောင်နေတယ်ဒီဘုဒ္ဓနဲ့ဘယ်ပုံလို့ဒီတင်းတာတောင်းတာလေငါမတက်တာလေတက်စိတ်ချင်းကမှမတက်ဘူးအဲ့တော့ဟိုကတစ်ချက်ထိုးသွားတော့ဆရာတော်ကြီးတရားဟောပရိကံပေးအဲ့တော့ထသွားရင်ဒီ2နာရီထိုင်တာသမျောနေပုံမှန်ထိုင်လဲ2နာရီကဝေဒနာတက်မှာမဟုတ်ဘူးအခုတော့မတက်ဘဲနဲ့ပုံမှန်ပြန်စထိုင်ရင်မတက်မှာမဟုတ်ဘူးအဲ့ဒီတော့ကိုယ်ထိုင်ခွင့်ကိုသမျောပြီးတော့မနှောနဲ့ပေါ့တပိတော့ဘုရားဒီကပဲ2နာရီကိုအဋိဋ္ဌံပြည့်အောင်လိုက်ပါမယ်ဆိုတော့အဋိဋ္ဌံတယ်ပြီးတော့ပရိကံလည်းစိတ်နဲ့လိုက်ဆိုလိုက်သေးတယ်ပြီးလဲပြီးရောဒီဝေဒနာကိုစောင့်တော့ဘာလို့မှမကြောက်ဘူးနောက်နာရီဝက်လောက်လဲကြာရောတေဇောတက်လာပူလာတာပေါ့ပူလာလေးကိုစောင့်ကြည့်နေတယ်ဟိုမရှုရဲသေးဘူးရှုလိုက်ရင်ပျောက်သွားမှာဆိုလို့သမျောနေတကယ်ဘုံဘုံတို့ဖြစ်ပေါ့သမျောနေဘာဝေဒနာကိုကြည့်ကျင်နေတာဝေဒနာကိုတော်တော်ကြည့်ကျင်နေတာဘုံဘုံကဒီပူတဲ့တေဇောကိုလေဘုံနဲ့ရှုလိုက်ရင်ပျောက်သွားမှာဆိုလို့မသမျောလို့အသာလေးစောင့်ထားပူလာနေပူလာတယ်ရှာထားသေးတယ်ကိုရှုလိုက်ရင် तू ကပျောက်သွားရင်မသိလိုက်ရမှာဆိုပူလာနေပူလာတယ်စောင့်ထားတာနောက်ဒီတစ်ခါလဲပုံကြီးတစ်ခုလုံးပူပြီးတော့လဲလာအဲ့ဒီကြတော့မှအပိုင်ရှုတာဝေဒနာနဲ့ရှုဘာပြောကောင်းမလဲဝေဒနာရှုကမှ तू ကလည်းပိုတက်လာတာပဲဒါလည်း तू တက်လာလေဒီလည်းဝေဒနာဟာ तू ကလည်းပိုတက်လာပဲတက်လဲဝေဒနာမရှိမစံတက်လာကိုလည်းဝေဒနာလို့ဆိုရတာလည်းမောလာတဲ့အခါကျတော့စိတ်ကလေးမောသွားတယ်မောလဲမောရောစိတ်တစ်စိတ်ကပြန်ကြည့်တယ်ငါတကယ်ဝေဒနာသိသလားပူတာကိုသိသလားဆိုပြီးတော့အဲ့ဒီဝေဒနာဆိုနေတဲ့စိတ်ကလေးကိုရက်ပြီးတော့ပူတာတကယ်သိသလားဝေဒနာသိသလားဆိုတော့ရက်ကြည့်လိုက်တာပူတာပဲသိတယ်ဝေဒနာမသိဘူးဒါဖြင့်ဝေဒနာဆိုနေတဲ့စိတ်ကလေးကအပူပဲဆိုပြီးတော့ဖယ်ထုတ်လိုက်ဒါဝေဒနာတင်ညာလွတ်တော့ညာဖယ်ပလိုက်တာဘုံဘုံနားမလည်နိုင်ဘူးဒီကိစ္စညာဒီဝေဒနာဆိုနေတာလေးကတင်ညာဖြစ်နေတာဝေဒနာတင်ညာဖြစ်သူ့ဖယ်လိုက်တော့ဝေဒနာနဲ့ဘုံဘုံနဲ့ပြောင်းပြီးဖြစ်သွားကြားနဲ့လူနဲ့တောထဲမှာပပင်းလာတွေ့ပြီးတော့နှစ်ယောက်သားချက်သေးသေးနေကြတယ်ဘုံဘုံနဲ့ပြောင်းပြီးသူကလည်းတက်နေတာဒီကလည်းပြောင်းပြီးနဲ့ပြည့်နှစ်ယောက်သားဘာလို့အောင်လဲစောင့်ကြည့်
သူစောင့်ကြည့်ပြီးတော့တက်မလို့ရသူကလည်းဝေဒနာတက်နေပဲတရားတဲ့စိတ်ကလည်းငြိမ့်နေပဲကြည်နေကြည်ချင်းနဲ့ငြိမ်ပေနဲ့သူခံစားနေတာကိုမသိဘူးပေါ့ခံစားတာကိုဖြစ်နေဟိုမှာငြိမ်ပြီးတော့ကြည်နေတာကပူတာကိုကြည်နေတာဘယ်ဥစ္စာလဲဝေဒနာဆိုတော့ခွာပြီးတော့ညာနဲ့ကြည်နေတော့မှာကြည်တာကအရှိမြင်တာကခန္ဓာညာပဲလှည့်ပြီးတော့မခံကျင်တဲ့သဘောခံစားတာလေးမြင်လဲမြောင်ဖြတ်ဆိုအကုန်ချုပ်ပေါ့အဝတ်စရာသိတော့သိရင်တစ်ချက်တည်းအတလိမ့်ညံတလိမ့်လေးတွေမသိရင်သိကြအဲ့တော့ကလေးသိလိုက်တာနဲ့ခုနပူတာကြီးရောခါတပိုင်းတင်မကြီးရောအောက်ပိုင်းနေပူတာကြီးကပျောက်သွားအဲ့မှာတဲ့ဟုတ်ပါလားကိုပြန်ပြီးတော့ပူတာကိုဝင်လေစိတ်ဆင်ញင်လိုက်တယ်ပြန်ပူလာအဲခံစားတဲ့သဘောကိုညာကိုကသိသွားပြီခန္ဓာကိုညာဥလိုက်တဲ့အခါကျဝေဒနာကိုခံစားတာလေးကိုပြန်ကြည့်လိုက်ရင်ပူတာတက်တော့မရှိတော့ဟာဟန်ကြဒါဖြင့်ဒီဘက်ပေါင်ကပူတယ်ဆိုဒီဘက်ပေါင်ကိုပြန်ပြောင်းဒီပေါင်ပူအောင်လုပ်လိုက်ပူလာတာပဲစိတ်နော်စိတ်ကရှောက်လို့ရတယ်စိတ်ကိုရွှေ့လို့ရတယ်ခွစိတ်ကိုအဲဒီဘက်ပေါင်မှာပူစမ်းဆိုပူတာပဲခံစားတဲ့သဘောကြည့်လိုက်ရင်ပူတာချုပ်တယ်ဟာဒီဟိုတင်မမှာတင်းစမ်းဆိုတင်းတာပဲလှုပ်ရဲသွားတယ်ဟာတင်းတောင်းပြီးတော့နေတယ်ခံစားတဲ့သဘောဝေဒနာရှုလိုက်ရင်တင်းတာပြောက်သွားအသက်ဟုတ်တာပဲဒါကငါတော့ဒီဘဝမှာလွတ်ပြီလို့ကိုယုံကြအဲ့လိုလဲကြည့်ရောဆရာတော်ကြီးတရားဟောတဲ့ကြီးဓမ္မယုံတော့အောင်ပြုကြည့်တော့တရားတွေဟောနေအဲ့မှာခံစားတာကိုကြည့်ရင်အဲ့တရားဟောတာအတန်တွေပြောက်သွားတခါတည်းကို့မှာလေလောကကြီးမှာငါလွတ်လောက်ပြီလွတ်ပြီဆိုတဲ့ကြွေးကြော်ခြင်းနောက်ကုန်ဖြစ်သွားငါလွတ်ပြီဒီဘဝမှာတော့ငါသွားတော့မယ်ပဲအဲ့ဒါလိုဖြစ်သွားလွတ်မြောက်သွားအဲ့ဒီတော့မှမြင်တဲ့အပေါ်မှာအာယုံလေးကမြင်တဲ့အကောင်မြင်တဲ့အတိုင်းမထားပဲနဲ့သွားပြီးတော့ညှို့လိုက်မယ်ဆိုရင်ကတော့ခံစားလိုက်ရင်အနောက်မှာညာလှည့်ပြီးခံစားတဲ့တော့ဝေဒနာလည်းဟိုမှာရပ်သွားမရှိတော့ဘာနဲ့တူလဲဆိုတော့ဒကာဓမ္မတွေသိအောင်ပြောရမယ်ဆိုတလာသားနှစ်လာသားကလေးလေးဟာဒကမကြီးတို့ကြည့်တဲ့အခါမှာဒါမိန်းမတွေပဲယောက်ျားလေးပဲသိပါမမြင်တော့မမြင်ဘူးလားအဲ့ဒီအတိုင်းပဲဖြစ်သွားယောက်ျားမိန်းမမပါတော့ဘူးချောတယ်လာတယ်လေးလည်းမပါတော့ဘူးသူကခံစားတဲ့သဘောပဲသွားညှို့တယ်ခံစားတာသွားညှို့လိုက်တဲ့တည်းမဲ့အဲ့ညှို့တာလေးကိုသူကဒီမှာပြန်လှည့်ကြည့်လိုက်တော့ခံစားတာမြင်သွားတော့အဲ့ဒါချုပ်သွားဟိုဘကူအကြောင်းသမှုရိယသွားညှို့တာကိုခံစားတဲ့ဝေဒနာကိုရှုလိုက်တော့ချုပ်သွားတာဒါခံစားတဲ့သဘောဒါနာမ်ပြက်ခုနတင်းတာတောင်းတာကိုဝေဒနာရှုတာရုပ်ပြက်ရုပ်ဝေဒနာဒီကခံစားတဲ့သဘောမြင်တာနာဝေဒနာအဲရုပ်ဝေဒနာနာဝေဒနာကိုနားလည်သွားတာပေါ့အဲ့ဒီဝေဒနာနားလည်တော့မှပရိစ္ဆသမုပ္ပါဆိုတာဘုံဘုံဆိုတာမနေ့ကတော့ဟောဘူးတဲ့ဘုံဘုံတစ်ခါမှမကြားဘူးဟိုငငယ်တုန်းကတော့တရားဘောတွေမှာကြားဘူးတဲ့တရားတူပါတယ်တခါတည်းဒီမှာလာပြီးတော့ဒီဝေဒနာဘုရုကြောင့်ဖြစ်တယ်လေဆိုတော့ကြည့်ဝေဒနာနာခံစားတာဘုရုကြောင့်ခံစားတယ်လေဒီဝေဒနာဘုရုကြောင့်ဖြစ်တယ်လေဆိုတော့တရားခံရှာလိုက်တော့ဘုရုတွေ့သွားတိုက်တဲ့ဖတ်တာဆိုတာလားဖတ်တာဆိုတာလာထိတွေ့အခုဒကမကြီးတို့ဥစဉ်အစင်းကိုလာမထိတွေ့ဘူးလားအဲ့ဒါလို့မဟုတ်ဘူးဒီအစင်းရဒကမကြီးတို့မျက်စိကိုလာတိုက်ဒကမကြီးတို့အခုဟိုလင်းကမျက်စိကအစင်းလိုက်တိုက်ပြောင်းပြန်နေဖြစ်ဟိုကအတန်အပြင်ကအတန်တန်ကြားရှိဟာခွေးတန်ဆိုခွေးတန်သွားပြီးတော့မသိဘူးလားဟိုကအတန်သိတာမဟုတ်ဘူးအဲ့ဒီအတန်နားလာတိုက်ဟိုကအတိုက်တာဒီကအခန္ဓာအခုဒကာဓမ္မတွေကဒီကအတိုက်တာဟိုကအခန္ဓာဖြစ်နေပြောင်းပြန်ဖြစ်နေအယူမှားအဲ့ဒါကိုဒိဋ္ဌိလို့ပြောတာဒိဋ္ဌိဆိုတာအယူမှားနေတယ်အဲ့ဒီအယူမှားတဲ့အတွက်အခုဘုံဘုံကိုဒီမှာမြင်နေကြဒါတော့ဒီလိုပဲမြင်ကြမှာပဲဆိုတော့ဘုံဘုံလည်းသိတယ်ဒါပေမဲ့မိမိတို့ရဲ့မျက်စိပဒါရအကြည်ရမြင်တယ်လို့တော့မသိဘူးဒီကိစ္စအကြည်ရမြင်တယ်အခုဘုံဘုံဟောတာဒီကနေဘုံဘုံဟောနေတယ်ဆိုပြီးတော့ဒီမိုက်တွေဘာတွေနဲ့ဟောနေတာကိုဒီမှာကြားတယ်ထင်တာမဟုတ်ဘူးဒီမှာမကြားဘူးနားကကြားအဲ့နားကိုသတိမထားမိဘူးမျက်စိသတိမထားဒါကြောင့်မို့ခန္ဓာမှာဘုံဘုံတို့ကဇာနဲ့ပြေးပြီးတော့ဝေဒနာနဲ့ဖမ်းချုပ်ပြီးတော့စိတ်ကိုခန္ဓာထဲသွင်းပေးတာသွင်းတော့မှနောက်မှစိတ်ကအပြင်မရောက်တော့မျက်စိကအစင်းမြင်တာတွေလာသဘောပေါက်လာလိမ့်အဲ့မှာအစင်းမြင်တာကိုအာယုံကသွားညှစ်တော့မယ်ကြရင်အကြောင်းသွားလို့ရင်အကျိုးဒုက္ခရမယ်ဆိုတာအကြောင်းနဲ့အကျိုးပရိစ္ဆသမုပ္ပါဒ်တွေနားလဲလာဟိုသိစရာမလိုအလိုလိုသိလာဘုံမလို့ဆိုအဲ့ဒါတွေသိလာတော့ဒီဝေဒနာဘုရားကြောင့်ဖြစ်လေသွားအစင်းရအကြည့်ကိုမျက်စိကိုလာတိုက်လို့တိုက်တာဖတ်တာပေါ့သူတို့ကနောက်မှဖတ်တာဘုံဘုံပြောတာဘုံဘုံသိတာတော့လာတိုက်
အရှင်းရဒီမျက်စိကိုလာတိုက်တော့ခံစားတာဘူးမခံဉာဏခံစားရတာဝေဒနာဖြစ်တယ်ဒီဝေဒနာဘယ်သူကြောင့်ဖြစ်လဲဒီလာတိုက်တာကြောင့်ဖြစ်တယ်ဒါမှဆရာတော်တွေကနေမင်းလာတိုက်တယ်မပြောနဲ့ကွာတဲ့ဖတ်တာလို့ပြောပါတယ်ဒါပရိစ္ဆေသဘောနေပဲသူကဖတ်တာဖြစ်เสียဝေဒနာဒီဝေဒနာဘယ်သူကြောင့်ဖြစ်လဲဖတ်တာကြောင့်ဖြစ်တာကိုဖတ်တာကိုသွားသတ်မှဝေဒနာရက်တယ်။ဒါပေမဲ့ဖတ်တာဝေဒနာရက်တာပဲရှိတယ်မပြတ်သေးဘူး။ဝေဒနာပြတ်လို့ဝေဒနာချုပ်လို့မရသေးဘူး။ဝေဒနာပဲတင်ရက်နေတာတဏှာမကူအခုပေါင်မှာတင်းနဲ့တောင်းနဲ့ကြိုက်တဲ့ခဲတဲ့ဆိုရင်ဒကမကြီးတို့သိတယ်။ဟာတင်းတာဘယ်နာတင်းတာပေါင်ကဘေးကဒူးကောင်းကဘေးကကြိုက်တာဒူးကောင်းကဟာခါကဘေးကမပြောဘူးလား။အဲကြိုက်တဲ့ခဲတဲ့သိနေလို့ပေါင်နေခါတွေပါနေဝေဒနာလို့လားသိလိုက်ပေါင်ခါမရှိတော့ပြင်းညတ်တွေဆင်သွားဝေဒနာလို့သိဘုံပြောပါလားအတုပမြင်ခြင်းလို့ဘုံစိတ်ဆွဲခဲ့ဘိုက်ကဖောင်းလာပြီဆိုတော့ဘုံလည်းသိဖောင်းညံတာပဲသူများတွေအတုပမြင်တော့ဘိုးလည်းမြင်ညံတာပေါ့ဟာတကားတဲ့ကိုဟိုမှာပရိကမေသေးဘူးလူဘွားကိုဆွေ့ကြလေးလှမ်းကြည့်ကိုဘိုက်ကိုချက်ဘေးနားမှာမှိတ်လေးရှိတယ်တို့ကိုကကြည့်တာဟိုကပရိကလည်းယူပြီးကြည့်မတွေ့ပြန်ဒီကမတွေ့နေနောက်တစ်ခါတော့ငါစိတ်ပဲခဲ့ပရိကလည်းယူပြီးတော့ထိုင်ကနေကြတော့စိတ်ပဲခဲ့ဘိုက်ကိုတခါအတစ်စိတ်နာအောင်စိတ်ပဲခဲ့ဘိုက်ကိုမြင်အောင်ကြည့်ဆိုကြည့်တာဘိုက်လည်းမတူနာတာပဲတွေ့တာပဲအဲ့ဒါပြညတ်စင်းနေတာကိုမသိဘူးဒါကြောင့်လှုပ်ကြည့်ဒကာမကြီးတို့လက်တွေ့ဒီတရားတွေကလေဟိုသေမမဟုတ်မက်တွေဖို့လေရမယ်နောက်ပြီးတော့ဟိုသေမဘဝတစ်ခုချုပ်မယ်လို့မလိုချင်ဘူးဒီဘဝမှာပဲဥရှင်နာခြင်းသိခြင်းလွတ်ဒီဘဝမှာနော်ဥနာသေးဒီဘဝမှာလွတ်တာအဲ့ဒီလွတ်လဲဘုံပြမလွတ်ဘဲနဲ့ဘုံပြဟာဒီဓာရီကျင့်ဒါသောတာပန်ဖြစ်တော့မလွတ်ဘူးဘောနတ်ပြည်ပြမပြည်တော့ရောက်မှာပဲသူကတော့မလွတ်ပါဘူးဘုံစင်ရှိသေးတယ်သောတာပန်ဖြစ်ရင်လည်းနတ်ပြည်ရောက်မယ်သရဂံအနာဂံတွေဖြစ်ရင်သရဂံဖြစ်ရင်ဗြဟ္မပြည်ရောက်မယ်အနာဂံဖြစ်ရင်ဟိုအကနိဋ္ဌဘုံသုဒ္ဓဝါဒ၅ဘုံရောက်မယ်ယဟန္တာကြတော့ပုံနာပေါ့ဘုံ၃ပါးမှာတော့သူယဟန္တာမဖြစ်သမျှတော့လေအောင်ပါပဲသူကဗြဟ္မာနဲ့လဲမဲနတ်နဲ့လဲမဲအခုသောတာပန်တည်ရင်တော့မဲအပေလေးပါလွတ်ပြီးတော့လူဘုံတစ်ခါတလေဧကဗိဇဆိုတာဧကတခုတဲ့ဗိဇမျိုးစီဧကဗိဇသောတာပန်ဆိုတဘောပဲသူလူပြေလာတော့နောက်မလာတော့ဒါရိုက်သူတက်သွားဒါစာပေကဒီလိုရှိတယ်ဖုံတို့ကြတော့ဧကဗိဇဆိုတာသိတယ်ဒီတဘွားတဲ့နဲ့အပြီးသွားမဲ့ပုဂ္ဂိုလ်လို့သိတယ်ဒီတဘွားတဲ့နဲ့ဒီနိဗ္ဗာန်ဒါရိုက်ဝင်မဲ့ပုဂ္ဂိုလ်လို့ဖုံတို့သိတယ်ဒါဝေဒနာချုပ်တဲ့အခါမှာဖုံတို့ဥပ္ပဘာကမက်ကိုကြည့်ဝေဒနာချုပ်သွားပြီဆိုရင်ကောက်မေးလိုက်ရင်သူဘယ်မက်ကိုသွားမှလဲဖုံတို့သိတယ်ဒါဟိုရေစကြုံမှာတော့ဟိုတရားဟိုလည်းစာပေမှာလည်းလိုက်တယ်ကြောက်သမောဆရာကြောက်သမောတပည့်လည်းဟုတ်တယ်မိုးကုတ်လည်းလိုက်တဲ့ပုဂ္ဂိုလ်တွေပေါ့ရောင်တုံးကြီးတွေနဲ့အသက်80ကျော်လောက်ရှိတယ်ဘုံအဲ့ဒီမှာဟိုရေစကြုံမှာဟောတော့တညာလုံးလာအိတ်တယ်အိတ်ပြီးတော့မှမနေ့ပဲကြတော့တပည့်တို့ပြန်มาတော့မယ်ဗျာအေးပြန်မောတကကြီးရဲ့ညပဲတရားပွဲပြီးတော့တပည့်တို့လျှောက်ချင်လို့ဗျာတဲ့ညတွေကလျှောက်ချင်တာဟာတကကြီးညတွေကလျှောက်တော့ပေါ့လျှောက်ပြီးတော့ခမရဒီမှာကျင်းမြေကြီးမှာလာဒုက္ခခံအိတ်ရဒုက္ခခံအိတ်ရတယ်ခင်ဗျားတို့ဒုက္ခများတာပေါ့ဟုတ်ပါတယ်ဗျာတဲ့ဒါမင်းနဲ့အရှင်မင်းညဟောကွက်တွေကြည့်တော့အရှင်မင်းမေးလို့ရပြီဆိုတာသိလို့တပည့်တော်လာခဲ့တာပါတဲ့ကဲဘာမေးမလဲပြောစမ်းဆိုတော့သူမေးပုံတော့အမတန်အောင်ဟောစရာကောင်းတယ်မေးဖို့ဘယ်သူမှမမေးတတ်ဘူးဆိုတာသိတပည့်တော်ဗျာတဲ့တပည့်တော်လည်းကျမ်းကြီးပေါက်ပါပဲတဲ့စာပေတတ်တယ်ပေါ့သူတို့ကဒီလိုဦးစင်းတို့လိုအလတ်တန်းအငယ်တန်းအလတ်တန်းအကြီးတန်းဓမ္မစရိယတစ်ကျမ်းနှစ်ကျမ်းသုံးကျမ်းဒီလိုတက်တာမဟုတ်သူတို့စာပေကိုတက်ပြီးတော့ကျမ်းကြီးဖောက်သွားကြကျမ်းတွေကိုအကုန်ဖောက်တက်သွားတဲ့ပုဂ္ဂိုလ်အရင်တော့ကိကလူတွေအဲ့ဒီတော့တပည့်တော်ကျမ်းကြီးပေါက်ပါဗျာတဲ့တပည့်တော်3ယောက်စလုံးနဲ့သူတို့အေးအဲ့ဒီတော့ကျမ်းကြီးပေါက်ဆိုခင်ဗျားတို့စာတက်တာကိုတက်ပါတယ်ဗျာတိုင်းဗာမေးမှာလေတို့လိုကျမ်းထဲမှာတွေ့တယ်စာပေမှာလည်းတွေ့တယ်တဲ့သောတာပန်တီဗီမှာသရဂံတီးတယ်သရဂံတီဗီမှာအနာဂံမြတ်ကျမ်းအနာဒီလိုဖြစ်ပါတယ်ဗျာဟုတ်ပါလားဟုတ်တယ်ဒီသောတာပန်မဖြစ်ဘဲနဲ့သရဂံမဖြစ်ဘူးသရဂံမြတ်အနာဂံမြတ်ကျမ်းအနာမဖြစ်နိုင်ဘူးဒါဖြင့်ဗျာတဲ့သောတာပန်တီဗီမှာသရဂံအနာဂံဖြစ်သလား
Jahana Pibima, Toda Vandaraga, Nagan Piedra. Tilucomil. Hey, Pomo, all. Hadagai. Hadagai, Pomole, and all over do, Amarina, Hadagai. Timma me, but do Mamma Mena Yadu to meet out, and all of them. Hadagai is a little land. Come here, Jahana about Google. Google Bulu, the Kamyazagamo, Jahana Zaga. Pondi Daniel. The Jahana built as a Kamya, Chola Mira. Kamya Google a Brule, Milato. Adizaka Beatrala, Zaga, Kamya Gubamo Buluda, Sabima Kamyata, Toda Bandraga Naga, Gurudana Man. Who Kamyamira, Jahana Pibima, Toda Bandraga, Piedra Mira, Kamyamo Buluda, Jahana the Babiota Zaga. Oh, whatever they are, you just in it all, Haribogo. Oh, whatever they are, the video. The guy say a brule, me later. I don't matter. Sono Gua, they are, say, Uguiva. I don't know, Palubiole. Hey, me Ansula, or Miensula. Hey, Almiene, to a Nanga, to do a section is a Gunilla Nimabo. Hey, Almiene. May Johanna give my daughter Vandaragan Tira, Tilubio de Bia. I don't have to move out. Palujan Tea, the little Meva. Mammy, we are at the Villa Jockey. I use out the Villa Mira, I go there. I don't understand a chowny like Senna La Siva of Edipo. Pomo I there. Don't send an honest city. I know that you were genetic. The other Mari. They are to the Boguri, they are just a migre, the mayor. Yanua, she had a hogo, Chile, the Gaja, Shemia Milo Yamat and the video, then Yalon to go come to my son of the art. Hello, Shemia, Pina and Pibiba. Oh, the Gaida. Camaro Sabi Machide, Boba Baga Mesura, Chabula, Chabua. She be messy, the Rujara Saluvia. I Boba Baga Memago, Chile de Cajara, Jahana Pibenlua, she be Boba Baga Mema, Gale, Atamet La Ja, Atana Jabiro to Jabba. Eddie Mago Lujan, the Carago, Mirror of a general. The Chujara Le Boba Mema, Loda Badi Mene Jamabo, Dodaba, Mela Wedua, Zilade, the Ragam Pimeluale, Boba Baga Mema, the Ragami Majava. Anagan Pimelula Boba Bagamma, Anagan say Didor. I say Didor. I read a Boba Baga Mesura Bane, Ubama Pules Royal, Cale Jogna de Atonel, Natava Lavido, Pabila Lesuro, we belated, we only belated. The Kama Maya would hang we are a when that was it. Toja Pop. Tingu to Lugenet, Tadota Vane 2 days. Now that I do the I Boba Gava Mema, Adi Bogo Jaro, the Kalachagan to a shooting bola. I should only take the Bojada. I should only Lugenet. I should only Lugenet, Tamina should only Kanzaluya and now Piagua. The Piagua, Titia and the Shurunya is to mirror. And I met the Mebogo Ale Balesuro. The Boba Memago, the Karo, she out there. Saint Domia later. Saint Domia later, I say no you to Lujanel. Tamatoya Piala, Duma Sojan. He say no Maya the Mara, may you do gentlemen with Jenny. I had me a rather Bojara, the Carago, Tambuma Pian and Paramia, the Caluyalate. Paramia Yalevido, hard, the Yada Panema Masaya, to Candalu Gone Yada Idaku, the Paramia Yalate, now Piala. I tell already, but I'm not losing to a the general well. Eddie Ubamalu well. Was a no de Teatina Kama, wouldn't now was a no G. Wouldn't I choke the Boba, Boba met to Badamlet, Giarello. The show wouldn't let you go, be a jar book which he there, do a bemedon. The show, be a jar book, da bemedon. Wouldn't I choke widow? The deep need a book, da bemedon. When I let you be a Balabia, a Gitan and need, Gibogo, Bedamas, a Pomono, Tau Bobaga Mago, when I show him Punch Tower, Mia. Me like to Madu, Bemen of Nathun,
လူပြမှာနေခဲ့မယ်ဆိုတာသိတယ်ဖုံဖုံနဲ့ဒီလိုပဲလို့ကျင့်လာရင်လည်းဒီဝေဒနာချုပ်ပြီးတော့လွတ်နေတဲ့နေရာကိုရခဲ့ဘူးတော့ဒီကျန်တာတွေဖုံဖုံရခဲ့တယ်လို့သောတာပန်မှာလည်းဟိုဝေဒနာချုပ်ပြီးတော့ချမ်းသာတွေရခဲ့တယ်မလို့ခြင်းဘူးဟိုမှာချမ်းသာတာမရှိဘူးဒီမှာချမ်းသာတာရှိဟိုမှာအင်ကိုကလွတ်ပြီးသားနေရတယ်အလွတ်နေကြီးအမတန်ချမ်းသာတယ်လို့ပြောရတာချမ်းသာတယ်လည်းမရှိဘူးအခုချမ်းသာတာရှိတယ်ပြောချမ်းသာတာရှိတဲ့အတွက်ဒါမဟုတ်သေးဘူးစက်ကျင်အဲ့ဒါလိုနဲ့ကျင့်ကျင်သွားပြီးနဲ့ကိုလူတဲ့နေရာရောက်သွားတော့ကိုကိစ္စပြီးသွားတာပဲလို့အဲ့ဒီတော့မှသူခင်ဗျားထောင်ကြော့တာပဲတပည့်တော်ဘုရားသိပြောပါပြီတဲ့ဆရာတော်ပြောမှသတိရတယ်ဟုတ်တာပေါ့ပုပ္ပဘာကအမက်မှာကြည်ကြရတာယူရဲ့တဲ့ရှေ့ပြင်းမဲ့ပုပ္ပဘာကမဲ့ရှေ့ပြင်းမဲ့တစ်ချက်ပဲသူကကြာဒါဝေဒနာချုပ်တဲ့ဘုံကိုတစ်ချက်ပဲချုပ်နှစ်ချက်ချုပ်လို့မရဘူးသူကခလာသေမလောက်ခံစားပြီးတော့နေရတာပဲကလည်းသေးချုပ်တာချုပ်ရှုတာချုပ်မကြောက်တော့အဲ့ဒီမှာလည်းအဲ့ဒီအတ္တဆိုတဲ့ဝေဒနာကြီးချုပ်လဲသွားတော့ခင်ဗျားတို့ရရှိမဲ့ဟိုကျင့်နဲ့ကြံတဲ့ပုံကိုယ်တွေရရှိမဲ့ပစ္စည်းတစ်ခုရလာသောတာပန်စိတ်ဒီမဲ့ပုဂ္ဂိုလ်ကသောတာပန်ဖြစ်မဲ့ပုဂ္ဂိုလ်ကသောတာပန်စိတ်ကြီးလာတည်မဲ့သရဂံဖြစ်မဲ့လူကအဲ့ဒီဝေဒနာချုပ်ရင်သရဂံစိတ်ကြီးလာတည်မဲ့အနာဂံဖြစ်မဲ့တော့အနာဂံစိတ်အရဟတမေအရဟတရောက်မဲ့လူကဘာစိတ်မှမရှိဘူးဗလာနဲ့သူဖြစ်သွားမယ်အဲ့ဒါလိုရသွားတယ်ဒါပထမမဲ့မှာအဲ့ဒီဟိုလည်းဝေဒနာချုပ်မှာအဲ့ဒါကိုမက်ပြီးတော့စက်ကျင်ကြတော့တာကြီးပဲဒါဝေဒနာတကယ်ချုပ်ပြီးတဲ့ပုဂ္ဂိုလ်ကရိုက်တာမကျင့်နဲ့ရိုက်တာမရတော့ဘူးကျင့်ကျင်တော့တာသူလိုချင်တဲ့မက်တလုံးရနေပြီလေချမ်းသာတဲ့မက်ကတော့ဒီတရားအထုံးဒီချမ်းသာတယ်ဆိုတာသိတော့ဒီချမ်းသာတာရောက်အောင်ကိုသူကျင့်မှာတချို့ကလည်းတခါလေအဲ့မှာလောကကြီးကငြိမ်ပြီးတော့အနိမိတ်တနိဗ္ဗာန်ခေါ်တာပေါ့ဒါအရေးနိမိတ်ကင်းနေတဲ့နေရာကြီးရောက်သွားဒီနေရာရောက်မှသူအေးမယ်ဘလောက်ပဲအရေးတွေနမိတ်တွေတွေ့မလို့ခြင်းဘူးအရေးနိမိတ်ကင်းတဲ့အနိမိတ်တနိဗ္ဗာန်သုံးညတနိဗ္ဗာန်အပနိဟိတနိဗ္ဗာန်လို့ဆိုတာဒါသူမတက်စင်တဲ့သူနိဗ္ဗာန်နေရှိပြီးသားအဲ့ဒါလို့ကျင့်သွားပါတယ်ဒါအခုလည်းပဲတရားဓမ္မများအခုလာကျင့်တာတွေရတာအခြေခံအကြဆုံးပဲဘုံဘုံတို့လည်းဒီလိုအခြေခံနဲ့ကျင့်ကြရဘုံဘုံကျင့်နေလို့ပြတာဒီပြကွက်တွေကတပည့်လေးတွေလည်းဒီလိုပဲအကုန်လုံးဒီကျင့်ကွက်နဲ့ကျင့်ရတာဒါမှမဟုတ်သူတို့ပြနိုင်တယ်ကိုယ်စိတ်တွေကိုသိတော့သူများစိတ်တွေလည်းသိတာသူများစိတ်ကိုသိခြင်းလေဘာတော့မှသူများစိတ်မစက်နဲ့ကိုယ်စိတ်တာကိုယ်စက်ဝေဒနာတက်ရင်ဘယ်လိုခံစားရတယ်ခံစားရကဝေဒနာတက်လာတော့ခံစားတဲ့အခါကဘယ်လိုကြံတယ်ဘယ်လိုဖြစ်တယ်စိတ်ကလေးဘယ်လိုလုံနေတယ်ဆိုတာဒါကျင့်တဲ့ပုဂ္ဂိုလ်တိုင်းသိတယ်သိတော့ဒီလိုဝေဒနာတက်တဲ့ပုဂ္ဂိုလ်ဘာစိတ်ဖြစ်နေပြီဆိုတော့သူအတတ်သိတယ်ကိုယ်တိုင်ဖြစ်တော့သူများဖြစ်တာကိုလည်းသိတယ်ဒါကိုနဲ့ဘာလဲဆိုတော့သူလာတဲ့လမ်းဘုံဘုံတို့မှာတရားဓမ္မတွေကျင့်တဲ့လမ်းဘုံဘုံတို့မှာဘောထဒီစိတ်တွေအကုန်လုံးသိတယ်တပည့်တွေလည်းအကုန်သိဒီလောက်ကတော့ကလေးတွေလည်းရတယ်ဆရာလေးတွေအကုန်လုံးရကြတယ်လူကျင်တာကဘုံဘုံလူကျင်တာအဲ့ဒီရုပ်နာမြင်ဖို့ပဲအဓိကရုပ်နာမြင်တက်မှာပဲဒီတကြီးတို့ကဝေဒနာချုပ်တယ်စိတ်ကလေးငြိမ်းတယ်အခုစိတ်ကလေးတည်ကြပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီဘုံလေးမှာတီးနေတာလို့ဒီဝင်လေထွက်လေမှာဇန်နဲ့နေတာလို့ဇန်နဲ့နေတာနဲ့ဘုံဝင်တီတာနဲ့ကတော့ဘုံဝင်တီတာကအဆင့်မြင့်ပေါ့အာယုဒီမှာတီးနေတာကဝင်လေထွက်မှာတီးနေတာတော့ဇန်တီပေါ့ဒီမှာကျတော့ဘုံဝင်လာတီတာတော့ဒါတွေဘုံဘုံတို့ရှောက်ကြည့်ရတရားထိုင်တဲ့လူပဲဘုံမှာတီးတယ်ဘာလို့တယ်လဲဆိုတော့ဘုံဘုံတို့ကြည့်နေရဘာလဲဣစရိရိုက်တယ်လို့ပေါ့ဒါလည်းသူဉာဏ်နဲ့ရှောက်ကြည့်ရကြည့်ပြီးတော့မှလက္ခဏာပြင်းသွားတော့ပြင်စရာမလိုတဲ့လူကိုမပြင်တော့ဘူးသူလမ်းဟုတ်နေတယ်ဒါမရောက်သေးဘူးသူလမ်းသူမှန်းနေတယ်ဆိုရင်ဘုံတို့ထားခဲ့ဒါဆရာလေးတွေဒီလိုထားတာသူလမ်းမှားသွားပြီဆိုရင်တော့ကပ်ပုတ်သွားကြတယ်ဘယ်လိုလုပ်ဘယ်လိုကဲဇောဘယ်လိုချဒီလိုတွေပြသွားတယ်အဲ့ဒီယုံနာမြင်တော့မှဒကာကြီးတို့ပြဉ္ညာပရမကွဲလိမ့်မယ်ယုံနာမမြင်သမျှပြဉ္ညာပရမကွဲလို့ကတော့တင်ညာကိုကြီးတွေဟလာကဘာမှမဟုတ်ဘူးဘုရားဟာပြဉ္ညာခွေးမိမယောက်ျားဆိုရပြဉ္ညာပါကွာခွေးလည်းပြဉ္ညာပဲအမြင်သမျှပြဉ္ညာပဲခေါ်ဝဲသမျှပြဉ္ညာပဲလားပြောတယ်ကိုပြောတဲ့ပုဂ္ဂိုလ်ကကိုမြင်တော့လည်းမိမယောက်ျားမြင်နေတယ်သူကပြောတော့လေပြဉ္ညာပရမခွဲနေအဲ့ဒီပုဂ္ဂိုလ်မဟုတ်ဘူးဘုံလည်းတဲ့မကောကိုကမြင်နေတာယုံနာနေမြင်နေရခေါ်ဝဲတော့လေဒကာဒကမမိမယောက်ျားခေါ်ဝဲသုံးတယ်မဆွဲတော့သူကဘာလို့ဆွဲမလဲသူယုံနာမြင်ထားတဲ့လူတကယ်မိမယောက်ျားမှမမြင်ပဲသုံးသစ္စာမဟုတ်လို့လားသမုဒိသစ္စာမဟုတ်လားသုံးတာသူဆွဲကမရှိဘူးသူကသောတာပန်သုံးတယ်မဆွဲဘူးသူကဘာဖြစ်ပြအကုန်သုံးတယ်
လူတိုင်းပဲဒါပေမဲ့သူ့မှာဒီအပေကြမဲ့တရားဒိဋ္ဌိပြုတ်တာတဲ့အတွက်သူ့မှာအစွဲမရှိဘူးအစွဲလွတ်တာပေါ့ဒါမှမဟုတ်အခုတရားပြနေတာလေအဲ့ဒါကိုအစွဲလွတ်အောင်ပြတာဒါတစ်ချိန်ပဲရှိပါသေးတယ်နှစ်ချိန်သုံးချိန်လောက်ဝင်မှဒီခန္ဓာမှာသဘောပေါက်လာနောက်ဒီခန္ဓာကိုကိုယ်မဟုတ်တော့ဒါကြီးကဘာလဲဆိုတော့အနိစ္စမမြဲတဲ့ခန္ဓာဒုက္ခဆင်းရဲတဲ့ခန္ဓာအနတ္တသူ့သဘောသူဆောင်တယ်တခါကြီးတို့အနတ္တဆင်းပါတယ်အခုဘုံဘုံနဲ့စကားပြောဘုံဘုံဟောနေကနှာခေါင်းရှူနေတာကိုရှူရလို့ရှူလည်းမရှူသိလို့မသိရင်လည်းမောဟနဲ့နေတာရှူရတဲ့နဲ့အိပ်ပြောလဲသူရှူရဲ့ပဲဒါအနတ္တဘောဗျအိမ်မောကြနေတဲ့အောင်မလေးဟိုပြောရင်တော့ဗျာဟိုစီးသွားခြင်းနဲ့အိတ်ဆိုင်ခမရပါမလားဒါအတ္တလားအနတ္တသူ့လို့သူလုပ်တယ်ဒီယုတ်ကြီးကလေအဲ့ဒါတွေကိုလူတွေမသိနိုင်ဘူးဒီကိစ္စတွေအဲ့တော့သွားတော့လဲငါနဲ့ပေါင်းသွားတယ်ရှူတော့လေအခုအတိလေးကတ်ကြည့်ပါလားရှူကြည့်တယ်ငါရှူတယ်ဖြစ်သွားစောရှူတာငါပါလို့အခုဘုံဟောနေတော့လေရှူနေတာငါမပါဘူးသွားအတိကလည်းငါဖြစ်သွားရောအဲ့လိုငါလိုက်ကတ်တာမြင်တဲ့ပုံမှာအခုဘုံကြည့်ပြီးတော့နေတော့ဘုံဟောနေတော့ဘုံကြည့်နေတာငါမပါဘူးနောက်မှနှလုံးသွင်းလို့မှငါဆရာတော်မြင်ပါလားဆိုအဲ့ဒီမှာမြင်တဲ့ပုံမှာတက်နှလုံးသွင်းလိုက်တော့မှငါဖြစ်သွားအဲ့ငါကတ်နေငါလိုက်ကတ်တာအဲ့ငါဆိုတဲ့ဒိဋ္ဌိတစ်လုံးချုပ်တာဒါသောတာပန်ဒိဋ္ဌိပြုတ်သွားတော့ပြီဒီလောက်ကျင့်ထားရခင်ဗျားတို့ဘယ်ရိပ်သာသွားတော့ဒိဋ္ဌိပြုတ်ကိုပြုတ်အောင်ဘုံယုံကြည်တယ်ဒီဝေဒနာနေချုပ်မှာပဲဝေဒနာချုပ်မှာပဲဒိဋ္ဌိရဝေဒနာနာခံစားတဲ့ဟိုရုပ်ဝေဒနာပေါ်မှာတင်းနဲ့တောင်းတဲ့ပေါ်မှာကိုဝေဒနာလို့သိနေခြင်းရပဲအောက်ကိုသုလသောတာပန်မှာပြုတ်နေအဲ့ခံစားတဲ့သဘောဝေဒနာကိုသိရင်မဟာသောတာပန်မှာပြုတ်နေမဟာသောတာပန်လာပြုတ်သွားအဲ့ဒီတော့သုလသောတာပန်ရုပ်ကနေပြီးတော့ဝေဒနာရှုသွားတယ်မဟာသောတာပန်နာမ်ဘဝနေဝေဒနာရှုပြီးတော့ယုံနာဘဝနေဒုက္ခသစ္စာမြင်ပြီးတော့ဒီရုပ်ပေါ်မှာဆွဲတဲ့သမုဒိယကိုပယ်သွားတာသမုဒိယပယ်တော့ဒုက္ခကိုမြင်တော့သမုဒိယကိုလည်းပယ်လိုက်သမုဒိယလိုက်ပယ်တာမဟုတ်ဒုက္ခကိုမြင်လို့သမုဒိယပယ်သွားဒုက္ခမမြင်မနဲ့သမုဒိယသွားမှပယ်တယ်မရဘူးအကြောင်းသက်အကျိုးသက်ဆိုတာရှိတယ်အကြောင်းသက်တာဒုက္ခကိုမြင်မှဒီဒုက္ခကြီးကိုမြင်လာတဲ့အခါကျတော့ရုပ်ကြည့်တဲ့ဒုက္ခနာမ်ကြည့်တဲ့ဒုက္ခယုံနာဒုက္ခသစ္စာမြင်တော့မှဒီဒုက္ခဘုရုကြောင့်ဖြစ်လေလို့ကြည့်လိုက်တော့မှဒီရုပ်ပေါ်မှာသွားဆွဲတဲ့အတ္တနာမ်ပေါ်မှာဆွဲတဲ့အတ္တဒီအဆွဲကိုသွားဉာဏ်ကိုမြင်တာမဟုတ်ဉာဏ်မက်ကသတ်ပေးတာဒါကိုသတ်လို့မရဘူးဒါမက်ကိစ္စဒါဟုတ်ကိလေသာမာရန္တောကိစ္စတိတိမေကောကိလေသာတို့မာရန္တောတတ္တဤဣတိတသမထိုးကြောင့်မေကောမဲ့မြည်ပါပဲကိုသတ်လို့မရဘူးမက်ကသတ်သွားမက်ဆိုတာဉာဏ်ပြန်မြင်သွားလိုက်မြင်လည်းမြင်အောင်ချုပ်သွားဒုက္ခကိုမြင်တယ်သမုဒယကြောင့်ဒုက္ခဖြစ်တယ်အဲ့ဒါဒုက္ခကြီးဖြစ်တော့ဒီဒုက္ခဘယ်လိုကြောင့်ဖြစ်လာလဲလို့ကြည့်နေတာကိုကတော့မသိဘူးဒုက္ခပဲဖြစ်နေတာပဲနောက်ဒီဒုက္ခဘယ်လိုဖြစ်တာလဲလို့အဲ့လိုဉာဏ်လဲပေါ်ကောဉာဏ်ကတခါလဲသမုဒယဆိုတော့သွားပြီးတော့တွေ့တာတဲ့ဟိုလင်းကိုအာယုံသွားတွေ့တော့သူ့ဉာဏ်လည်းမြောက်ချုပ်သွားအဲ့နိရောဓနဲ့မက်ကရောက်ဒါဒုက္ခသမုဒယနိရောဓမက်ကဆိုသစ္စာလေးပါဘယ်လိုချင်းစာဖတ်เสียရမလို့အလိုလိုသိတယ်ဘုံဘုံတို့တန်းချောင်းလာတာအလိုလိုသိတာဟုတ်ကနေအကုန်လုံးဘုံဘုံတို့ဟောတာဘာဖြစ်လို့လဲခန္ဓာမှာကြေးလာတာဒီယုံနာနဲ့ခန္ဓာတွေတက်တယ်အဲ့လိုကြေးလာပြီးတော့ဒီသောတာပန်လည်းတည်ရောမဲ့ဝင်သွားတာသိမှုပြောက်ဒိဋ္ဌိပြောက်ဒိဋ္ဌိဆိုတော့အယူမားတဲ့ချုပ်သွားတော့သောတာပန်နေတော့စိတ်အသစ်နဲ့နေရအခုဓမ္မတွေအခုလက်ရှိစိတ်တွေသေသွားတာဗျသေပြီးတော့အမတန်ချမ်းသာတဲ့စိတ်နဲ့နေရအဲ့ဒါငါသောတာပန်ဖြစ်ပြီးကျုပ်သောတာပန်ဖြစ်လာသူများမေးစရာမလိုအခုတခါကြီးတို့ဒီမှာ9ရက်စကန်အားထုတ်တယ်ကျွန်တော်တပည့်တော်တို့9ရက်စကန်အရှင်များเจ้าမှာအားထုတ်တာဟုတ်ပါသလားလို့မေးစရာလိုလားဗျအေးရောက်နေတာအဲ့လိုပဲသောတာပန်လည်းသောတာပန်စိတ်ဖြစ်သွားရင်ဟိုပုရုဇဉ်စိတ်တွေမရှိတဲ့ကဟာဟိုစိတ်တွေဘယ်ရောက်ကုန်လဲကြည့်တော့ဟောသမုဒိယဒီပေါ်မှာအယူမှားတဲ့အတွက်သမုဒိယသွားလို့ဒုက္ခနဲ့ဖြစ်ကြတယ်ဒီသမုဒိယကိုညာဒုက္ခကိုသိတော့ဒုက္ခသစ္စာကိုသိတော့ဒီဒုက္ခသစ္စာဘုရားကြောင့်ပြသမုဒိယကိုသွားညာပယ်လိုက်လို့နိရောဓမက်ကငါရောက်ပါလားဟိုစိတ်တွေမရှိတော့ပါလားဘယ်ဖရာအဆူဆူပွင့်ငါဘယ်တော့မှအပယ်မကြတော့ဘူးစိတ်အသိချင်းနဲ့နေရတဏင်္ဂါရောက်သွားတယ်လို့ပေါ့အဲ့ဒီစိတ်အသိနဲ့နေရပါတယ်ဒါအောင်အဲ့စိတ်အသိနဲ့နေရ
ဒီလက်ရှိစိတ်တွေတော့သိကိုသိရလေဒိဋ္ဌိဖြုတ်လိုက်ရင်ဒီစိတ်တွေသိသွားအဲ့ဝေဒနာနဲ့ဖြုတ်သွားနော်ကိုလာအောင်တော့မှဟိုလည်းပေါင်းညကိုလာအောင်ပေါင်းမရတော့မင်းနဲ့သာတတိနိဗ္ဗာန်ကိုပို့တာတတိပေါ့မကြောက်နဲ့သူ့ကြောက်လာအခုဆရာလေးတွေမေးကြည့်အဲ့ဒီဝေဒနာကိုသူတို့စိတ်မရှိရင်ကိုယ်စိတ်ကိုကုန်မတွေ့ရင်ဝေဒနာကိုပြန်ဖော်ထုတ်ပါဝေဒနာကျေးဇူးရှင်ပြက်လာဒီဝေဒနာမရှိရင်ဘာမှလုပ်လို့မရတော့ကိုယ်မှလေဘာမှလုပ်စရာမရှိဘူးအဲ့ဒါချုပ်ရင်ချုပ်တာငြိမ်ငြိမ်တာကိုဝင်စားရင်ဝင်စားနေတာပဲရှိအဲ့ဒါနောက်ကြတော့သူဝေဒနာကိုပြန်ဖော်ပြီးဝေဒနာဖော်လိုက်ဝေဒနာတက်လာမှစိတ်ကလေးတွေယူရရိတ်တွေနဲ့ပေါ်လာတော့မှအဲ့ဒီစိတ်ကိုပြန်ရှုကြပုထုဇဉ်သောတာပန်မှာဝေဒနာဓမ္မသားတက်တယ်သောတာပန်ကြီးဖြစ်သွားတယ်ဓမ္မသားချုပ်လို့အဲ့သရဂံကြတော့ငါးမှုသားတက်မယ်ငါးမှုသားဝေဒနာရှုရရှုတဲ့အခါကျတော့ဟိုသောတာပန်ကျင့်စဉ်နဲ့မရတော့သောတာပန်ဓမ္မသားနဲ့သူကသောတာပန်တည်တာအခုငါးမှုသားကြီးတက်တာတော့သူသောတာပန်အသိနဲ့ရှုလို့ကိုမရတော့သရဂံအသိသရဂံအမြင်နဲ့သရဂံနေရှိတဲ့သမာဓိနဲ့ကျင့်ရပြန်ငါးမှုသားအနာဂံကြတော့သုံးမှသာတက်လာသောတာပန်ကျင့်စဉ်နဲ့လည်းကျင့်လို့မရဘူးသရဂံကျင့်စဉ်နဲ့ကျင့်လို့မရဒီအနာဂံဆိုတဲ့သမာဓိတွေကနင်းယူပြီးတော့မှဒီဝေဒနာပဲနော်ဝေဒနာကိုပေါ်ထုတ်ကျင့်သွားတာအဲ့တော့ဝေဒနာကျေးဇူးရှင်ပြတ်တယ်အခုတော့တရားဓမ္မမှာဝေဒနာကိုရန်သူဖြစ်တနေ့ကျတော့ရန်သူမဟုတ်ဘူးသူကိုယ်သက်အောင်မှာတေကန်ကြီးအဲ့ဒီဝေဒနာတက်မှာဘုံဘုံဆရာတော်ကြီးမှာခဲ့တယ်အဲ့ဒါတော့တစ်ချက်ကြမှတ်တတ်ကြတရားအထုတ်လို့များနဲ့ထိုင်လိုက်ပါတဲ့စတက်လာတဲ့တင်းနာတောင်းတာလေးတက်လာရင်အဲ့ဒါကိုယ်သက်မဲ့တတ်တာမှပါကနဦးတတချို့တေဇောပူတဲ့ဆိုရင်တေကန်ကြီးကြရင်နဲ့ပူလောင်တရားပါလိမ့်မယ်ခန္ဓာကိုယ်ကြီးကမိခဲတုံးကြီးလိုမိကြီးတုံးကြီးလိုဖြစ်ပြီးတော့ကိုသိရလိမ့်မယ်တဲ့ဝါယောဒသမားတွေကြတော့လဲတကားလှုပ်လှုပ်ရှားရှားနဲ့တကားလေဖြတ်မယ်သိရပါလိမ့်မယ်တဲ့အဘောဓသမားကြတော့လဲဒီမှာတကားလဲဖောင်းကပြီးတော့ဒီမှာတကားတဲ့ကိုသူ့မှာယူစီးပြီးတော့သိရပါလိမ့်မယ်ဒါဘုံဟုတ်တယ်ဘုံလို့ကြည့်လိုက်တော့ဒီဓာတ်တလုံးကကိုယ်သတ်မဲ့ဓာတ်တလုံးအမြဲတည်းရှိတယ်လူတိုင်းမှာဓာတ်ကြီး၄ပါးတော့ရှိတာပေါ့ဥဆောင်တဲ့ဓာတ်တလုံးရှိပထဝီဓာတ်နောက်မှာတေဇောတချို့ဥဆောင်တယ်ပထဝီဓာတ်နောက်မှာဝါယောဥဆောင်တဲ့ပုဂ္ဂိုလ်ရှိတယ်ပထဝီနောက်မှာအာဘောဥဆောင်တဲ့ပုဂ္ဂိုလ်ရှိတယ်ပထဝီရောက်မှာဝန်လင်းပေါ့ပထဝီတေဇောအာဘောပေါ့အာဘောဥဆောင်တဲ့ပုဂ္ဂိုလ်ရှိတယ်ပထဝီတစ်လုံးမှာတချို့ကြတော့လေတေဇောတစ်လုံးမှာတေဇောဥဆောင်တာဘလို့တေဇောနောက်မှာပထဝီလိုက်တယ်တချို့ကတေဇောနောက်မှာအာဘောလိုက်တယ်တချို့တေဇောနောက်မှာဝါယောလိုက်ဓာတ်တွေကမညီကြဘူးဒါကြောင့်မို့ဒီယောဂတစ်ခုကိုဒီစင်းနဲ့ပြောက်ဝင်တယ်နောက်လူတောက်ကြီးမပြောက်ဘူးအထင်ပဲဟုတ်လေဒီဓာတ်နဲ့သူ့ဓာတ်နဲ့သူမှတဲ့ဟာဒီစေးဘုံဘုံပြောက်လို့တခါကြီးသွားပြီအခုကျုပ်ကတေဇောနဲ့ယောဂဖြစ်ခမရပထဝီနဲ့ဖြစ်နေတော့တိုက်ဘယ်တော့မှပြောက်ဓာတ်မတူဘူးလေတေဇောရင်တူတာတော့တေဇောနောက်မှာကျုပ်ကအာဘောလိုက်တယ်ခမရဝါရောလိုက်မရပြန်ဒါဓာတ်လေးလုံးညှိဖို့ပါလေဒါတရားအထုံးမှသိတာဘုံဘုံဒါဘာလို့လဲဆိုတော့ဒီတရားတွေအထုတ်လာဒီဆေးတက်တွေနားလဲဒါမှမဟုတ်အဘိဓမ္မာတောင်းတာဆိုတာဒီတောင်းတာလူတွေကအဘိဓမ္မာကိုကျင့်ရတဲ့ဒီဆေးတက်တွေတက်သွားဒါမှမဟုတ်အဘိဓမ္မာတောင်းတာဘုံလက်သက်ကဘုံဆေးတက်တွေအကုန်တက်လာဒီဆေးတွေဘယ်လိုလုပ်ရင်ဘယ်လိုဖြစ်တယ်ဓာတ်ကိုသိလို့ဟိုဓာတ်ကိုသိတော့ဒါလေရုပ်ရဒီဓာတ်ကလည်းဘယ်လိုဖြစ်လဲဆိုတော့ဇာတိပေါ်မှီနေတယ်ဥရုလေအပြင်ကဥရုသုံးပါမှီပြီးတော့ဒီဓာတ်တွေကဖြစ်ဒါလည်းဓာတ်ကြီး၄ပါးအပြင်ကဥရုမှီပြီးတော့သူဖြစ်တယ်ဖြစ်တဲ့အပေါ်မှာသူဒီဆေးနဲ့ကုယူရတယ်ဒါမှမဟုတ်ဇာတိမနိုင်ဆေးမကင်နဲ့ဇာတိကိုလိုက်ပြီးတော့ဒီဓာတ်ကပြောင်းတော့ဒီပြောင်းတဲ့ဓာတ်ကိုဆရာလို့ဆိုတာသိရအရင်ကဆေးဆရာတွေဘုံဘုံရှိသိလားနောက်ကြတော့ဘုံဘုံကိုကျုပ်လည်းဆေးဆရာမဟုတ်ဘူးဒီမှာတရားထုတ်လို့သိတာနောက်လည်းလာမမင်းနဲ့ဗျာပြောပြအလုပ်လို့သိတယ်ဆေးကိုင်းနေရောနောက်ကြဓာတ်တယ်မဟုတ်တော့ဘူးဒီဆေးတွေပါတယ်မဟုတ်တော့ဒါထောင်းရဆေးတက်ဆိုတာထောင်းရမထောင်းမနဲ့ကြလောက်ကြခင်ဗျားတို့ကျင့်ဟောဒီကျင့်ရင်လေညက်ပဲကြရင်လေဟိုပညာပေါ့ဗျာပညာလို့ပြောပထမလို့တော့မပြောတော့အခုမှစသင်တဲ့ပုံကိုယ်တွေဆိုတရားတာအထုသမာဓိရှိလာညက်ပဲကြရင်အဲဒီပုံကိုယ်တွေလာဘုဒ္ဓပြည့်ပြည့်ဒါလာမှာဒီပုံကိုယ်တွေလေဒီဝိဇ္ဇာအတတ်တတ်ထားရင်ဝိဇ္ဇာတွေလာလိမ့်မယ်
လာကန်ကြီးဘာဖြစ်ကြလဲအဲ့ဒါတော့ဒါသတိပေးလိုက်တာဘုံဘုံခင်ဗျားတို့အခုယုံနံလဲမရောက်သေးပါဘူးဒါဒီသမာဓိကျင့်ရင်ဘာဖြစ်လာလဲညပဲအိပ်ရင်လေဘလူးစီးသလိုခံရတယ်ဒါလည်းကိုကြီးလှုပ်လို့မရဘူးဟာကြောက်နေတာပဲညပဲအိပ်ရမှကြောက်နေတာအဲ့ဒါဆိုရင်အဲ့ဒါဆက်တာကျင့်တော့သူလာတော့မှပုဂ္ဂိုလ်ပိုင်းအဲ့ဒါအဲ့လိုကျင့်မှများလာရင်ပုဂ္ဂိုလ်ပိုင်းတွေရောက်လာတယ်ဒီစိတ်တွေကိုသူလာတော့မှဆိုနှိုးပြတယ်နှိုးသွားတယ်နှိုးသွားအဲ့ပုဂ္ဂိုလ်လာတယ်ဒါတကယ်မနှိုးသူဂါထာတွေပေးသွားတယ်အကုန်တတ်တယ်အဲ့ဒါတွေကတကယ်စွန့်တယ်သူကဒီမှာရပြီဆိုရင်တစ်ခါပဲသူကရွတ်ပြီအောက်ကလည်းတစ်ခါပဲဒီအိတ်နေတယ်လို့တစ်ခါပဲရွတ်လိုက်တယ်နဲ့အကုန်သိပြန်ဆူလိုက်တယ်ရရင်သူကြောက်သွားရင်နှိုးသွားအဲ့ဒါကိုစာအုပ်နဲ့မှတ်ရင်မနဲ့မိုးလည်းမသိတော့ဒါတွေကလည်းရှိတယ်နော်ဒီလိုပုံကူပိုင်းနေလာတာလေးလည်းရှိဘုံဘုံလို့ဆိုစုံခဲ့တယ်ဒါတွေကလောကီတွေမဟုတ်လို့ဘုံဘုံလို့ထုတ်မပြောတာဒါဘ ᱹ လို့ဖြစ်လာလိမ့်မယ်အဲ့မိမပဲဖြစ်ယောက်ျားပဲဖြစ်သီလသမာဓိတာလုံရင်အဲ့ဒါတွေကအလိုလိုဝင်လာတာတွေရှိတယ်ဘုံဘုံလို့ရဒါတွေမကြိုက်ဘူးပယ်ပြစ်တာအကုန်လုံးပယ်တာပဲလူကျင်နာဝေဒနာချုပ်တုံးကအမှန်တန်ချမ်းသာတဲ့နေရာကိုလွတ်တဲ့နေရာကိုဘုံဘုံလိုချင်လို့ဒီတရားကိုကျင်တာဒါတွေမလိုချင်ဘူးဒါတွေကဘုံလူလောကမှာဘာလဲဆိုတော့ကြော်ကြတာဖြစ်တယ်ပတ်စံနေပေါ်တယ်ပတ်စံလူချင်းလို့လုပ်တော့မှကိုယ်တန်တရာလွတ်အောင်ဒီခန္ဓာကြီးလွတ်အောင်ကိုလုပ်တယ်အဲ့တော့ခန္ဓာဓာတ်လွတ်ထားတာဘုံဘုံလို့လူချင်းလို့ဒီတရားတွေပြရှင်းပြောဒါမှမဟုတ်ဒီခန္ဓာကိုသေးသေးမဲမဲဘုံလို့ရိုက်ပြစံနေမှလို့လေလူပဲဒီကောင်လေးငငယ်ရဆိုရင်လေတမြင်ကိုလေးနဲ့အိုးစပလင်လေးကြာတာပဲဝင်လာတဲ့အန်ချိတ်ချတာပဲအဲ့ဒါလို့စံနေမှလို့ဒါမှမဟုတ်သူ့တဲ့ဘက်တွေကြတော့မဟာပလင်နဲ့ထိုင်ကိုင်းအသင်းတကားလဲဘုန်းကြီးတွေဝါတော့လေတမြင်ကိုမကန်နိုင်ဟိုကပန်းကျိုးနဲ့တုတ်တယ်သူကကျိုးနဲ့တုတ်ကျင်တာတော့ကျင်းလောက်တာပဲလောက်တဲ့လူကလည်းလောက်တာပဲကျုပ်အားနေအဲ့ဒါလေကျုပ်တော့မခိုင်းပါဘူးလားဟုတ်တယ်ဇာနေမှာလေကပန်းကျိုးနဲ့တုတ်တာဒီနာမည်ကြီးပေါ့အခုဒီရှူပေးတဲ့ဆရာလေးရဲ့ဆရာရှိတယ်သူတို့ကဘောင်းတော်ကျုပ်ကထွက်တာသတ်တယ်လို့ဘောင်းတော်ကျုပ်ဦးစီးတဲ့သတ္တရဏဦးစီးတဲ့ဆရာတော်ဥဒသနာဒီလိုပဲလာကျင့်တာသူကဝါတော့တင်မြကိုလို့မရပါတယ်ဗျာအတင်းကျင့်တာသူကိုယ်တိုင်တင်တယ်ပြုတ်ကြဟာမကြောက်အောင်လုပ်ဆိုကပန်းကျိုးနဲ့ခြီတော့တာလိုက်တာဒါနည်းမှာဝေဒနာဝါဒအပြတ်သူပြခံနိုင်ရင်ခံရမခံနိုင်ပြေးပဲဟုတ်တယ်သူလုံးနေတယ်လည်းဟုတ်တယ်သူကခက်ပြက်ရတဲ့လူတွေရသွားတာပဲရတဲ့လူကြလည်းဆွဲသွားတာဒါသူနေသူဟာကိုဖုံဖုံလို့ကြတော့တပြေးပြေးဒစိမ့်စိမ့်ခေါ်ပြီးသွားတယ်ဒစိမ့်စိမ့်ခေါ်ပြီးတော့ဟိုလှုပ်သွားတာပဲတချို့ဆိုရင်အာယုံလေးနဲ့ပေါင်းပေးလိုက်တယ်ဟိုကလေးတွေကြတော့အာယုံနဲ့ပေါင်းပေးလိုက်သူပြောတာပေါ့စိတ်ထဲမှာအဲ့လိုလေးတွေလည်းပြရတယ်စိတ်ကိုဖုံလို့လှည့်နီးတွေနားလဲသွားတာပေါ့ဒါမှမဟုတ်ကျင့်ကြပါဒါကတော့လမ်းမှန်ပဲဆရာတော်ကြီးလက်ထက်ကဘုံလို့ကျင့်ခဲ့တဲ့အတိုင်းဘုံပြတာဒါလူပွဲမှာဘုံ84နှစ်ရှိပြီဒီတစ်ခါပဲပြတာမြို့မပြဘူးဘုံဒါတော့ဥယျာဉ်ကတောင်းဒါတော့လေဒီလိုပွဲမျိုးပြတော့သူလည်းဥစ္စာနေမှာသူလည်းလူကြီးလောက်လာတာပဲဥယျာဉ်ကဥစ္စာနေမှာဟိုဥစ္စာဘုံလင်းပြူတွေက5-9 နှစ်ရှင်းတဲ့ကသူတွဲလာဟုတ်ဒီပွဲသူမမြင်ဘူးစံနေမှာလောက်တတ်တယ်သူမလောက်တော့လို့ဇာနီမာလည်းအရင်တော့အဲ့လိုစကမ်းပွဲတွေတောပွဲတွေဆိုတော့သူတို့ပဲလွတ်တာမကိမာတို့ဇာနီမာတို့သူတို့သွားပြကြီးပြတာအဲ့လိုပဲရှူပေးမကိမာရှူပေးတယ်ဇာနီမာတွေနဲ့ပြတကယ်ဇက်တောင်ကြီးတယ်ဘုံမလို့ပြဇက်ရှုံးနေဟုတ်တယ်ဘုံမလို့ဒီမေးကြည့်တော့ဆရာလေးတွေမေးအဲ့မှာတွန်တေးမှာဘုံမလို့ပွဲဝင်လာဟိုလေရုပ်ဟိုနေဝင်လာတော့တရားပြတော့ပရိသတ်ကများတော့ဘယ်လိုပြရလဲဆိုတော့3ပွဲလုပ်ပြကလေးတော်ဆိုတော့ကလေးတွေလည်းများအခုရှိပါတယ်ဒီ9စုတောင်မှာရှိတယ်ဥဒ္ဓမဒါရကိုဘုံတပြည့်ပဲကဲမင်းကကလေးတွေပြလူပေါင်း80 80တရားကဇာနိမာနဲ့မခေမာတို့ပြမစောမြင့်လည်းရှိသေးတယ်အဲ့တော့သူ့မကြီးမသေးသေးဘူးမစောမြင့်တို့ပြဘုံကတော့ဒီယုံနာခန္ဓာပဲလူ80လောက်ရှိတယ်ဘုံပြသူ့ရှိမှ300လောက်ရှိတယ်ဟို9ပင်ကျောင်းကြီးကလှုပ်နေတယ်ကြားလားဗျ9ပင်ကျောင်းကြီးကလေစာသင်ကျောင်းမှာတက်ပြ
ကျောင်းကြီးလှုပ်နေသူတို့ကဘာပြမလဲအတုပဘဝစေအတိတ်စိတ်ဝှကျွေးဒါတွေသူပြဇာနေမှာပြတတ်တယ်သူမပြတော့လို့ဒီဘက်ဒါသူကညာနဲ့ဖောက်ပြီးတော့ဟောပြီးတော့သူတွေခေါ်သွားတယ်ကောင်းကောင်းပြတတ်တယ်ဘုံဘုံလေးပြအဲ့ဒီတော့သုံးဝဲဆိုင်ပလိုက်အဲ့ဒီတော့လူတွေကတရားဆိုရင်မြင်ရမှာတရားဆိုတော့ဇာနေမှာတို့ဘွဲရမြင်ရတာပေါ့အတုပတွေကြတယ်လူနဲ့အမေအတိတ်စိတ်ကြဘူးတော့တယ်လီဖုန်းဆက်နေတာဟိုသေသွားတော့သူကနတ်စမဖြစ်တာဟိုနတ်စမဖြစ်ကြတော့ဟိုရှမ်းပြည်မှာတောင်ဖြစ်တော့ရှမ်းပြည်မှာနတ်စမဖြစ်ကြတယ်ဒီမှာသေသွားတယ်အဲ့ဒါကိုတယ်လီဖုန်းဆက်တဲ့လူနဲ့လေမြန်ပြက်ကြလို့ဒီနဲ့လေမြန်မောင်းနေတဲ့လူနဲ့လေမြန်ပြက်ကြလို့သေတဲ့လူအတိတ်စိတ်တွေပေါ့ရှုပ်ချက်ခန့်နေပဲအဲ့ဒါပြဟိုကလေးတွေပွဲကြတော့လေ30ကျော်လောက်ရှိတဲ့ကလေးတွေအဲ့ဒါဥဒ္ဓမသာမင်းကပြဘာပြလို့လဲနတ်ပြည်နာသမီးနာသားတွေပြဟိုကလေးတွေဆိုတာနေတော့တာပဲနာသမီးနာသားတွေချင်းဒီမှာ2 နာရီမပြေဘဲနဲ့မပြုတ်နဲ့ကလေးတွေ2 နာရီကျော်မှဒီကနှုတ်ပြင်စူးညံနေလို့အဲ့ဒါအာယုံပြတ်မှဆိုလို့သူတို့နာသမီးနာသားပြလာတယ်တပတ်2 နာရီကျော်တဲ့ကလေးတွေနေတာပဲအံ့ဩတယ်ခင်ဗျားတို့ကြည့်ကြဒီမှာပြုတ်ပြင်တော့ကလေးတွေကြည့်တယောက်မှမထားဘူးသွားကြည့်ဟုတ်တိုင်းငိမ့်နေဘာမြင်နေသူတို့နာသမီးနာသားတွေမြင်နေတာစိတ်ကိုဆွဲညှပ်ပြီးတော့ခေါ်ပေးလိုက်အကုန်လုံးပုံပေါ်တာပေါ့အဲ့ဒါမြကြည့်တဲ့တပွဲတစကားနဲ့3ပွဲလုပ်လိုက်တာဇက်ကပထမညလာတဲ့ဒုတိယညတတိယညတွေကလို့ကိုမရတော့ရှုံးတော့ပြန်သွားတာဘုံဘုံတို့ရှိမှဝင်တိုးတာဘာလဲဒီတရားပေါ်မှာဒီလိုမြင်ရတယ်ဒီလိုသိတယ်ဆိုပြီးတော့အောင်လန်ရောက်မခင်မာတို့မေ့ကြည့်မခင်မာတို့လည်းပါတာပေါ့ဇာနိမာတို့မခင်မာတို့ကိုဒီလိုပွဲမျိုးကိုသူတို့တင်ပေးထားပြီးတော့ဘုံဘုံတော့ယုံနာလာမယ်ပြအဲ့ဒါလောက်ကိုဘုံဘုံတို့ခက်ကြမ်းကြမ်းနေလောက်ခဲ့ပါအခုမှသူလည်းအသက်ကြီးလာတော့ဒါတွေမပြတော့ပရိသတ်ကလည်းများတော့ဒီလက္ခဏာလောက်နဲ့ဝေဒနာရုပ်လောက်နဲ့သူလည်းလှည့်သွားတယ်ဘုံဘုံလည်းဒါတွေမပြခြင်းပင်မန်းပြမယ်ပြရင်စနစ်တကျပြခြင်းတကူပွဲကြတော့သီလရှင်နဲ့ညာလူမပါဘူးအဲ့ဒီကြတော့ဘုံဘုံပြစနစ်နဲ့ပြတယ်အဲ့ဒါအခုဒီမှာလူပွဲဆိုတော့စနစ်မပါဘူးဘုံဘုံပြဒါမင်းနဲ့တကယ်ကြိုးစားရင်ရကြပါတယ်အခုလည်းရကြပါတယ်ဘုံဘုံကြည့်တော့အာနာပါနဇာမမှာတော်တော်ကောင်းကြတယ်ဘုံဘုံလည်းအားရပါဒီပွဲကနောက်ဘုံဘုံလည်းကျမ်းမာရေးကောင်းတော့တော်တော်တက်နိုင်တယ်ဒီပွဲကိုကျေးဇူးလက်တင်ပါတယ်ဒီအောင်ဒီဟာတို့သူကပြောလို့အဲ့ဒါနဲ့သွားဒီဥယေကိုဆိုတော့ကြားလိုက်ပင့်နေတာဘုံသွားကုန်တော့မောင်တီကပြောတော့မှသူပြောတော့မှစိတ်ပါတယ်အဲ့ဒါဥယေကိုပြောပြီးတော့သွားကူလိုက်တော့လည်းဟုတ်တယ်ဗျာကောင်းဒါလည်းဒီလိုပြဖို့ကံပါလို့လားတော့မပြောတတ်အဲ့တော့ဆက်ပြီးတော့ဒါဘုံကတော့ဓာတ်နဲ့ကြောက်နဲ့သွေးနေတော့9 ရက်ပြလိုက်အိမ်ပြန်ရောက်သွေးကြပါဘာမှမလုပ်နဲ့အာနာပါနဝင်လေထွက်လျက်ရှုဒါနဲ့ရှုရင်းနဲ့မရပါဘူးတချို့ကြတယ်ရှုရင်းနဲ့စိတ်ကလေးကလေးနောက်ဝေးဒါပြီးတော့ရှုမှမသိတော့ညေလာလိုက်မယ်ဒီမှာတော့သတိပေးနေတာကိုသတိပေးနေတရားလဲရှုချက်လုပ်ပြီးပြန်ကြတော့ပြန်သိတယ်ဟိုမှာတယောက်တည်းကြတော့မသိတော့ဘူးလာလိုက်မယ်ဘုရားရှင်စီအဲ့ဒါလေးတွေသတိထားကြကိုတယောက်တည်းဆိုတော့ရှုတာပေါ့တရားလေးရှုရင်းနဲ့စိတ်ကလေးကဝေးသွားတယ်နောက်ကိုဆောက်ပြီးတော့ဝေးသွားတယ်ရှုရင်းနဲ့ဖြည်းဖြည်းနောက်ညိဒါသွားရောအဲ့မှာသူငြိမ်လို့အားလဲရရောအတိလဲပေါ်လာဟိုကဝေဒနာတက်တော့မယ်လေအတိလဲပေါ်လာအမေအဲ့ဒီမှာဘာလို့ဆရာရှိတယ်အမေအတော်ကြပြီသမင်းချက်ဆရာရှိတာလို့အဲ့ဒီမှာ तू ကပောက်ကရဒီစိတ်ကထွက်လာအဲ့ဒီမှာဘုရားဥချာယူထွက်သွားစိတ်ကလိမ်သွားတာဒါဘုံဘုံတို့လည်းခံခဲ့ရဘူးတဲ့ဒါဘုရုပြည့်ဖြစ်လိမ့်မယ်အဲ့ဒီစိတ်ကလောက်ကြည့်ဘုံဘုံပြောတာမဟုတ်ပြောချင်လို့ဒီစိတ်ကလိမ်ချက်တွေအမတန်ပြီးကြည့်တယ်ကောင်ကိုယ်စိတ်ကိုစစ်ဖို့နော်အဲဒီတော့9 နာရီလဲထိုးလောက်ပါပါတယ်ဆိုတော့ဘုံဘုံတို့ဒီ9 ရက်မှလည်းအားလုံးအောင်မြင်နဲ့တာဝန်ခံလုပ်တဲ့ပုဂ္ဂိုလ်လည်းရှင်းနှက်လောက်ပါတယ်ဝေးကိုတို့လည်းသူမှပါတယ်ဘုံလုံးမိသားစုတွေကြားပြီးဒီနေ့တော့ပြောခင်ဗျားတို့လည်းများတွေဟိုအလုပ်စားဦးမှလားတော့မေးရတရားပဲလိုက်ပြီးတော့အားထုတ်နေကြားပြီးအားထုတ်နေသူတို့စကမ်းပွဲဟိုလင်းနေစကမ်းပွဲလည်းသူတို့ပဲအခုဒီစကမ်းပွဲလည်းသူတို့တခါလဲ
in the area to Lona, Pomono Leta Valley. I Babu Loa so Adega, the Lama Tura de Boguri, that in this Lama PV. I the way Lama do Koma. Now where is Yarabalu Lemon and Lam Lemon? The Abu Jomo, Adega Johnny. Adega Pomona to get a Boguria, Dimala Dwima. Lagatri Jaramo, Tilule Chenai Mamo. Adega Goa, Pomon Sudanja de Silu, Sudanjan at time, La Duja. Pomon Sudan at Dango, the Boguri La Duyara. Alagatu Lumia. I do Sajo Lebia Viti, Pivi, the Boyar. I don't know whether Banet to Lesuda, who local Vion. Who Pomon de Vide, say a lady who's in it. Banet to Le Pomonoa, Chamari Netu. Chamari Netu, I don't check Ublek. Who will a water? Chama Banadarin, who are the long the rim away, Chepa. Together, Ludia, Lavla, Jewuri, Judo Josavi, Beuri Teda. I don't know, Beus or Condudo, leather in power. Chema go to Carlo, Yana, you never. As I got a morning, all and later. Chema. And do that might be the win it, I know. Do might be the win. Will it the color? Don't the name power, Mamma Powder. Do not the answer to Male, as I got a hollow no morning. Yana le Puni, Messina, little. What a bogo, Jamamia, Uganivism, single Messina. I do might be the win it, Who are Beute order? Said order. I don't do a Joe win. Said enough. Listen, let your whatever, tell any blow, 2 controller to the Woja. Hobby. Now that lady, Hobby. Now I'm gonna be your out Charlie dog. I'll let Charlie go, Bewubia. Pomo money like Yeresin. Yeresin Bigo. Jamaya like a two only Aniapimas, check a Yeresin now. To Azudama, we attend Comoni Laja, Anirimia, a potager, Tebama. I'm a little one like Pauline Pioram. No, the Mala, Agula, Pomono Goya, work at it. I come out there, Kamago Yera, Piansignaro. With the weight of it. Kamago Yinjo, Piansignara. Bennett, they do there. Pomono Goya, John Weather, Go Malu Weather. Goya Levy or Yeresina, a compound. As the Luna, they do there, Tajama. Choose a Java. Pian Loba. Pomono Pian Lulu Picket. However, the Dibuama now some was who Tabi of Pomono Chenule, Chila get up. Hey, Lutabi of Mia, who Teajone, Nearemamia, Linga say all of Banya, they two double. Pavare Parara, Toro Pajava. I she said, Virole, Pomono Yedamamo, which an Yedamale, Chinja, Ato Java, look at our Pomon now so. Over a billionaire, Toleja was Pomone Adam.